ပြင်းထန်တဲ့အသက်ရှူတန်တဲ့အတူလောက်ကျန်တက်ဖြတ်မဲ့အနေရကနေတီတီလေးလွတ်မြောက်သွားတဲ့အခြေအနေမှာပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်။မီတာ20အကွာဝေးကို2စက္ကန့်အတွင်းပြေးဝင်ပြီးအသက်ကိုကယ်တင်ပေးခဲ့ပြီးတုံ့ပြန်မှုမြန်ဆန်ပုံကြောင့်ဘေးကလူတွေအားလုံးအံ့ဩမင်သက်သွားကြတာပါ။ရုတ်ရုတ်တဲတဲဖြစ်သွားတဲ့အခြေအနေကြားမှာဒေါသတကြီးနဲ့အော်ဟစ်လိုက်တန်ထွက်ပေါ်လာပြီးမိမိတို့ရဲ့ဌာနချုပ်အကြီးအကဲလင်တယောက်အသက်အနေနဲ့ရင်ဆိုင်ခဲ့ရတာကိုဘာမှမလုပ်နိုင်ပဲကြည်နေခဲ့ကြတဲ့အဆောင်ရှောက်တွေကိုအသုံးမကျတဲ့လူအုပ်ကြီးဖြစ်ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်လိုက်ပါတယ်။ဒီလိုအကြက်တဲကြားကနေအသက်ကယ်ပေးခဲ့တဲ့အမျိုးသားရဲ့နာမည်ဟာရဲလင်ချမ်းဖြစ်ပြီးသူ့ရဲ့လှုပ်ရှားမှုမြန်ဆန်ပုံနဲ့တုံ့ပြန်နိုင်စွမ်းကငွေတန်းချီပေးပြီးငှားထားရတဲ့တာမန်တက်တော်ဆောင်တွေထက်အစပေါင်းရာချီတာလွန်နေတာပါ။ဒါကြောင့်ပဲလင်းကသူ့ကိုအုပ်ခဲတဲ့ရဲ့အလုပ်ကနေချက်ချင်းရနာစေပြီးသူမရဲ့တနေ့24နာရီလုံးအသက်အန္တရာယ်ကိုတာဝန်ယူရမယ့်ကိုရေးကိုယ်တာတက်တော်ဆောင်ဖြစ်ခန့်အပ်ဖို့ကန့်လန့်လိုက်ပါတယ်။ဒါပေမဲ့ရဲလင်ချမ်းကတော့သူကိုယ်တိုင်ကလွတ်လပ်မှုကိုမျက်နှိုးသူဖြစ်ပြီးသူတပားလိုကြလိုက်လံလောက်ကင်ပေးရမယ့်အလုပ်မျိုးကိုစိတ်မဝင်စားကြောင်းပြောဆိုပြီးညှင်းပယ်ခဲ့ပါတယ်။ညှင်းပယ်လိုက်တဲ့စကားကြောင့်လင်းကအလျှော့မပေးရဲ့တနစ်ကိုလစာနှစ်တန်းပြင်တန်းချီတန်းနဲ့ဇင်ခံကားပါပေးမဲ့အပြင်စားစရိတ်နေစရိတ်ပါအားလုံးတာဝန်ယူမဲ့အကြောင်းမလုံလောက်သေးဘူးဆိုရင်လည်းလိုချင်တဲ့ပမာဏကိုစိတ်ကြိုက်ဖြစ်ဆွတ်နိုင်ကြောင်းပြောပြီးမိမိသဘောကျတဲ့လူကိုဘယ်တော့မှလက်လွတ်မခံနိုင်ဘူးဆိုတဲ့ပြောလိုက်ပါတယ်။ဒီလိုငွေကြေးအင်အားတောင့်တင်းပြီးဩဇာကြီးမားတဲ့အမျိုးသမီးဥက္ကဋ္ဌရဲ့အနားမှာနေခြင်းအပြင်သူစုံစမ်းနေတဲ့ဟေးရှာဖွဲ့စည်းရဲ့နောက်ွယ်ကကွန်ရက်တစ်ခုလုံးကိုအမြင့်ပြတ်ချေမှုန်းနိုင်မယ်ဆိုတာကိုရဲလင်ချမ်းရိပ်မိသွားတဲ့အတွက်လင်းရဲ့ကန့်လန့်ချက်ကိုချက်ချင်းပဲသဘောတူလက်ခံလိုက်ပါတော့တယ်။ဒါပေမဲ့ရဲလင်ချမ်းတယောက်ဥက္ကဋ္ဌရုံးခန်းကိုရောက်ရှိလာတဲ့ချိန်မှာတော့သူ့ရဲ့ဝတ်စုံတဲ့ပုံစံကြောင့်ကုမ္ပဏီဝန်ထမ်းတွေကြားတဲ့ကဲရဲ့ရှုံချတံတွေထွက်ပေါ်လာပါတယ်။အုတ်ခဲတဲရာကနေလာတဲ့အတွက်တကိုယ်လုံးထုံးနှံတွေနန်းစော်နေတဲ့ဒေါင်းစားတယောက်လိုပုံစံမျိုးနဲ့ဘလို့လုပ်ပြီးဥက္ကဋ္ဌရဲ့အနီးကပ်ဆုံးနေရာကိုရောက်လာရတယ်လဲဆိုပြီးလုံခြုံရေးတွေကိုအော်ဟစ်ခေါ်ယူကြသလိုဒီလိုလေလွင့်ပေးတေတယောက်ကဥက္ကဋ္ဌကိုနှောက်ယှက်နေရဆိုပြီးအထင်သေးစွာနဲ့ချက်ချင်းမောင်းထုတ်ဖို့ကြိုးစားကြပါတယ်။ဒီလိုနဲ့ရုံးခန်းထဲမှာရုတ်ရုတ်တဲတဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးရဲလန်းချမ်းကတော့သူ့ကိုလာရောက်တိုက်ခိုက်သူတွေရဲ့လှုပ်ရှားမှုဟာနှေးကွေးလုံးနေဆိုပြီးတယောကအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။အခြေအနေတွေပိုပြီးဆိုးရွားမလာခင်မှာပဲလင်းကချက်ချင်းတားမြစ်လိုက်ပြီးဝန်ထမ်းတွေအားလုံးအံ့ဩသွားစေမဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်ပါတယ်။ဒီနေ့ကစပြီးရဲလင်ချမ်းဟာမိမိရဲ့အဆင့်မြင့်ဆုံးအနီးကပ်တက်တော်ဆောင်ဖြစ်ကြောင်းသူ့ရဲ့စကားဟာမိမိရဲ့စကားနဲ့အတူတူပဲဖြစ်ပြီးဘယ်သူမဆိုသူ့ကိုမလေးမစားလုပ်မယ်ဆိုရင်ကုမ္ပဏီကနေချက်ချင်းအထုတ်ခံရမယ်လို့တတိပေးလိုက်ပါတယ်။ဒါအပြင်လင်းကအတွင်းရေးမှုဖြစ်သူကိုညွှန်ကြားပြီးရဲလင်ချမ်းကိုအဆင့်မြင့်အခန်းကိုခေါ်ဆောင်သွားစေကကုမ္ပဏီရဲ့ထိပ်တန်းအချုပ်ဆရာကိုချက်ချင်းခေါ်ပြီးဒီယာဒီရဲ့အကောင်းဆုံးအထူးချုပ်လုပ်ငန်းသုံးဝတ်စုံတွေကိုခြေဆုံးကောင်းဆုံးလဲလှယ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလိုနဲ့မကြခင်မှာပဲတက်ရသားနာတဲ့ဝတ်စုံကြီးနဲ့ပုံစံလုံးဝပြောင်းလဲသွားတဲ့ရဲလင်ချမ်းကသူ့ကိုအဖိုးတန်တဲ့အဝတ်စားတွေဆင်မြန်းပေးခဲ့တဲ့လင်းကိုကျေးဇူးတင်စကားဆိုလိုက်ပါတော့တယ်။လင်းကရဲလင်ချမ်းကိုကြည့်ပြီးမိမိကိုမိမိဘယ်သူလဲဆိုတာတတိယဖို့နဲ့တက်တော်ဆောင်တယောက်ဖြစ်တဲ့အတွက်တက်တော်ဆောင်ရဲ့စီကံတိုင်းနေထိုင်ဖို့ပထမဆုံးတတိပေးလိုက်ပါတယ်။လက်တလောမှာကုမ္ပဏီရဲ့ငွေကြေးစည်းစိမ်မှုအပိုင်းမှာပြဿနာတချို့ရှိနေပြီးတစ်ဖက်ကလည်းတစုံတယောက်ကကွယ်ရာကနေထောင်ချောက်ဆင်ပြီးဒူမကိုအသေးတက်ဖို့ကြံစီနေတဲ့အတွက်အမြဲတမ်းနိုးနိုးကြားကြားရှိနေဖို့ပြောဆိုခဲ့တာပါ။ဒါကိုရဲလင်ချမ်းကသူတပားစီကငွေယူထားတဲ့အတွက်ဘေးအန္တရာယ်တွေကိုရှင်းလင်းပေးမှာဖြစ်ကြောင်းလင်းနေနဲ့စိတ်အေးထားနိုင်ပြီးသူရှိနေတဲ့ရွေဘာပြဿနာမှမဖြစ်စေရဘူးလို့ယုံကြည်ချက်ပြည့်နဲ့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့ကုမ္ပဏီတဲကိုမဖိတ်ခေါ်ပဲရောက်ရှိလာတဲ့ချင်းရှန့်ရီဆိုတဲ့အမျိုးသားကြောင့်အခြေအနေတွေကချက်ချင်းတင်းမာသွားခဲ့ပါတယ်။ထိုမျိုးသားကိုမြင်ချင်းမှာပဲလင်းရွှဲကဒေါသတကြီးနဲ့ဒါဟာလင်းအုပ်စုကုမ္ပဏီဖြစ်တဲ့အတွက်အခုချက်ချင်းထွက်သွားဖို့မောင်းထုတ်ပါတော့တယ်။ဒါကိုချင်းရှန့်ရီကအရှက်မရှိတဲ့ပုံစံနဲ့ရေမောပြီးလင်းရွှဲရဲ့ကုမ္ပဏီဟာငွေကြေးပြက်လက်ပြီးမနှက်ဖြန်မနှက်ဆိုရင်ပဲဒေဝါလီခံရတော့မဲ့အခြေအနေကိုလူတိုင်းသိနေပြီဖြစ်ကြောင်းပြောဆိုကလောင်ပြောင်လိုက်ပါတယ်။ပြီးနောက်သူကကုမ္ပဏီကိုကယ်တင်ဖို့အတွက်လင်းရွှဲအနေနဲ့မိမိရဲ့အိမ်ထောင်ရေးကတိစာချုပ်မှာလက်မှတ်ထိုးပေးရမှာဖြစ်တယ်လို့ဟိုတယ်ခန်းထဲမှာပါလာရောက်ဆောင်ဆိုင်ရမယ်ဆိုပြီးအရှက်မရှိတောင်းဆိုလာပါတယ်။ဒီငွေတွေနဲ့လင်းရွှဲရဲ့လုပ်ငန်းတွေအပြင်သူမရဲ့ခန္ဓာကိုယ်ကိုပါတိမ့်ပိုက်ဖို့ကြံစီနေတဲ့ချင်းရှန့်ရီကဒါဟာသူမအတွက်အမျက်ထွက်မဲ့အယောင်းဝယ်ဖြစ်တယ်လို့ဆက်စုပ်ဖွယ်ပြောဆိုခဲ့တာပါ။ဒီလိုစော်ကားတောင်းဆိုမှုကိုရဲလင်ချမ်းကစိတ်ထဲကနေတယော်လိုက်မိပါတယ်။ချင်းရှန့်ရီကတော့လင်းရွှဲရဲ့တဘဝလုံးနဲ့ကုမ္ပဏီရဲ့ရှယ်ယာ50%ကိုရယူဖို့အတွက်စိတ်ကူးရင်နေတော့မဲ့ဖြစ်ပါတယ်။လင်းရွှဲကဒေါသအရှိန်ပြင်းပြင်းနဲ့စိတ်ကူးရင်မနေဖို့နဲ့ချက်ချင်းထွက်သွားဖို့မောင်းထုတ်ခဲ့ပေမဲ့မမျှော်လင့်ပဲသူမရဲ့မိဘတွေရောက်ရှိလာပြီးချင်းရှန့်ရီဘက်ကနေဝင်ရောက်ပြောဆိုပါတော့တယ်။လင်းရွှဲရဲ့မိဘတွေကတမိဖြစ်သူကိုအခြေအနေမသိပဲချင်းရှန့်ရီလိုလူချမ်းသာကိုမစင်မကျင်မဆက်ဆံဖို့တားမြစ်ကြပါတယ်။ဒီနေ့တာငွေမရရင်မနှက်ဖြန်တမိသားစုလုံးလမ်းဘေးရောက်ပြီးတရားအောက်မှာအိပ်ရမယ့်အခြေအနေဖြစ်နေကြောင်းချင်းရှန့်ရီလိုလူကျော်လူကောင်းနဲ့လက်ထက်ရတာဟာကံကောင်းတာဖြစ်တဲ့အတွက်အမြန်ဆုံးလက်မှတ်ထိုးဖို့တမိဖြစ်သူကိုဖိအားပေးပါတော့တယ်။ဒါကိုလင်းရွှဲကရင်နာနာနဲ့မိဘတွေကိုပြန်လည်ရှင်းပြပါတယ်။ချင်းရှန့်ရီဟာကုမ္ပဏီကိုကယ်တင်ဖို့လာတာမဟုတ်ပဲအခွင့်ကောင်းယူပြီးလင်မီသားစုပိုင်ဆိုင်မှုအားလုံးကိုဝါမျိုးဖို့ကြံစီနေတာဖြစ်ကြောင်းကုမ္ပဏီတစ်ခုလုံးပျက်စီးသွားပါစေဦးတော့လူမျက်နှာနဲ့တိရစ္ဆာန်စိတ်ရှိတဲ့ဒီလိုလူရုံးမှာအောက်ကိုမိမိရဲ့ဘဝကိုလုံးဝအနံ့မှာမဟုတ်ဘူးလို့ပြက်ပြက်သားသားညှင်းဆန်လိုက်တဲ့အခါမှာတော့ချင်းရှန့်ရီတယောက်ဒေါသတကြီးနဲ့လင်းရွှဲကိုစော်ကားဖို့ထပ်မံစူးစမ်းလာပါတော့တယ်။အခြေအနေတွေပုံမတင်းမာလာပြီးချင်းရှန့်ရီကအနားမှာရက်ပြီးကာကွယ်ပေးလိုက်တဲ့ရဲလင်ချမ်းကိုကြည့်ကသူ့လိုသေးမျိုးရဲ့အရေးကိစ္စမှာဝင်ရောက်ဆွတ်ဖက်ရဲတာဘယ်သူလဲဆိုတာကိုမောက်မာစွာနဲ့မေးမြန်းလိုက်ပါတယ်။ဒီအခါမှာတော့ရဲလင်ချမ်းကသူဟာလင်းရဲ့ကိုရေးကိုတာတက်တော်ဆောင်ဖြစ်ပြီးလမ်းဘေးကယူသွတ်နေတဲ့ခွေးတွေကိုဆုံးမဖို့အထူးတာဝန်ယူထားသူဖြစ်ကြောင်းပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်။စကားဆုံးမှာပဲရဲလင်ချမ်းကချင်းရှန့်ရီရဲ့လက်ကောက်ဝတ်ကိုပြင်းထန်စွာဖမ်းညစ်ချိုးဖျက်လိုက်ပြီး
အသေးလဲအော်ဟစ်ကတောင်းပန်နေတဲ့ထိုလူရုံမာကိုကုမ္ပဏီတဲကနေထုတ်ပစ်လိုက်ပါတယ်နောက်တစ်ကြိမ်လင်းအုပ်စုစီခြေဦးလဲလာရင်အသက်မချမ်းသာစေရဘူးဆိုတဲ့ရာဇန်တန်ကြောင့်ချင်းရှန့်ယူတယောက်နာကျင်မှုနဲ့အတူကြောက်လန့်တကြားထွက်ပြေးသွားရပါတော့တယ်ထွက်ပြေးသွားရင်းနဲ့ချင်းရှန့်ယူကဒေါသတကြီးနဲ့ချင်းချောက်စကားဆိုခဲ့ပါသေးတယ်တာမန်တက်တော်ဆောင်တယောက်ကြောင့်သူ့ရဲ့လက်ကိုဒဏ်ရာရစေခဲ့တဲ့အတွက်လင်မီသားစုတစ်ခုလုံးပျက်စီးသွားစေရမယ်လို့ကြိမ်ဆိုလိုက်ပြီးဒီနေ့ကစလို့မြဝကျွန်းပေါ်ဒေတာတစ်ခုလုံးမှာရှိတဲ့ဘဏ်တွေနဲ့လုပ်ငန်းရှင်တွေအားလုံးလင်မီသားစုကိုငွေတပြားတစ်ချက်မှချင်းကားမှာမဟုတ်ကြောင်းချင်းချောက်လိုက်ပါတယ်ပြီးတော့ဒီနာကျင်းပမဲ့ထိပ်သီးပါတီပွဲမှာတွေ့ကြဦးမှာဖြစ်ပြီးလင်ရုပ်ရွှဲအနေနဲ့သူ့ချေရင်မှာဒူးထောက်တောင်းပန်ရစေမယ်လို့အညိုတေးကြီးစွာနဲ့အော်ဟစ်သွားခဲ့တာပါချင်းရှန့်ယူထွက်သွားပြီးနောက်မှာတော့လင်ရုပ်ရွှဲရဲ့မိဘတွေဟာပြာပြတလဲဖြစ်ကုန်ကြပါတယ်အရေးတကြီးလိုအပ်နေတဲ့ငွေရမဲ့လမ်းစာပျက်စီးသွားတဲ့အတွက်တမိသားစုလုံးလမ်းဘေးရောက်ရတော့မယ်ဆိုပြီးရဲလင်ချမ်းကိုအပြစ်တင်ကြသလိုတမိဖြစ်သူကိုလည်းတာမန်တက်တော်ဆောင်တယောက်ကြောင့်မိသားစုလုပ်ငန်းတစ်ခုလုံးကိုလမ်းဆုံးအထိတွန်းပို့လိုက်ရော့သလားဆိုပြီးစိတ်ပြအားလျော့စွာနဲ့ငိုယိုအော်ဟစ်ကြပါတော့တယ်ဒါကိုလင်ရုပ်ရွှဲကစိတ်တက်ခိုင်မာစွာနဲ့ပဲကုမ္ပဏီပျက်စီးသွားပါစေဦးတော့မိမိရဲ့ခန္ဓာကိုယ်နဲ့တိတ်ခါကိုရောင်းစားပြီးမတရားတဲ့ငွေတွေနဲ့ကုမ္ပဏီကိုအသက်ဆက်ဖို့မလိုလားကြောင်းဒီနေ့ချစ်သမျှကိစ္စအလုံးဟာမိမိရဲ့အမိန့်ကြောင့်ဖြစ်လို့ဘာပဲဖြစ်လာဆက်ကနေပြန်ဆက်ဖို့အသင့်ရှိကြောင်းပြတ်သားစွာရင်ဆိုင်လိုက်ပါတယ်ဒီလိုရုန်းကန်နေရတဲ့အချိန်မှာရဲလင်ချမ်းကဖုန်းတကော်ကိုတိတ်တဆိတ်ခေါ်ဆိုလိုက်ပြီးသူဟာရဲလင်ချမ်းဖြစ်ကြောင်းအခုအချိန်ကစားပြီး3မိနစ်အတွင်းလင်အုပ်စုရဲ့ဘဏ်ကောင့်ထဲကိုငွေတွေချက်ချင်းလွှဲအပ်ပေးဖို့အမိန့်ပေးလိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးလင်ရုပ်ရွှဲရဲ့မိဘတွေကတော့ရဲစရာပြက်လုံးတစ်ခုလိုသဘောထားပြီး3မိနစ်အတွင်းငွေတွေရောက်လာအောင်သူကကမ္ဘာချမ်းသာဆုံးလူသားမို့လို့လားဆိုပြီးလောင်ပြောင်ကြပါတယ်သမီးဖြစ်သူဘေးနားမှာပြောကြည့်ပြီးလေလုံးထွားနေတဲ့ဒီလိုအောက်ခြေလူတန်းစားလူမိုက်တယောက်ရှိနေတာကလင်မီသားစုပျက်စီးခြင်းကိုပုံမြန်စေတာပဲလို့စိတ်ပြက်လက်ပြက်အော်ဟစ်နေကြစင်မှာပဲအခန်းတကားကိုခောက်ပြီးလူတယောက်ဝင်ရောက်လာပါတယ်ရုံးခန်းထဲကိုရိုရိုတေတေဝင်ရောက်လာသူဟာကမ္ဘာအကြီးဆုံးနဲ့လက်ဝက်စမ်းကျယ်ဆုံးဗန္နာရေးဖွဲ့စည်းဖြစ်တဲ့စင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဋ္ဌစိန်ချံဖုံးဖြစ်နေပါတယ်လင်ရုပ်ရွှဲရဲ့မိဘတွေဟာဒီလိုထိတ်တန့်အထူးပုဂ္ဂိုလ်ကြီးတယောက်သူတို့လိုကုမ္ပဏီသေးလေးစီကိုကိုယ်တိုင်ကိုယ်ကျရောက်ရှိလာတဲ့အပေါ်မယုံနိုင်လောက်အောင်မင်းသက်သွားကြပါတယ်စိန်ချံဖုံးကလင်ရုပ်ရွှဲကိုယဉ်ကျေးစွာနှုတ်ဆက်ပြီးသူတို့ရဲ့စင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုအနေနဲ့လင်ကုမ္ပဏီရဲ့အခြေအနေကိုသုံးသပ်ပြီးနောက်ဘာအာမခံချက်ဘာကတိကဝတ်စာချုပ်မျိုးမှမလိုဘဲကုမ္ပဏီအတွက်လိုအပ်တဲ့ငွေကြေးအလုံးကိုကူညီထောက်ပံ့ပေးဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းပြောဆိုကလက်မှတ်ထိုးပေးဖို့စာချုပ်ကိုရိုသေစွာနဲ့ကမ်းလှမ်းလိုက်ပါတော့တယ်။ငွေကြေးပမာဏ9ဘီလီယံအထိဘာအာမခံချက်မှမရှိဘဲရင်းနှီးမြှုပ်နှံပေးမယ်ဆိုတဲ့စကားကြောင့်လင်ရုပ်ရွှဲတယောက်အံ့ဩမင်သက်သွားပြီးဒါဟာနောက်ပြောင်နေတာလားဆိုပြီးမေးမိလာတော့တယ်။သူတို့ရဲ့လင်ကုမ္ပဏီတစ်ခုလုံးကိုရောင်းချရင်တောင်မှဒီငွေပမာဏရဲ့စေပုံတပုံတောင်တန်ဖိုးမရှိတဲ့အတွက်စိုးရိမ်စိတ်တွေလည်းဝင်လာတာပါ။ဒါကိုစိန်ချံဖုံးကသူတို့စင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုအနေနဲ့ဘယ်တော့မှဆက်နောက်ပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ကြောင်းလင်ရုပ်ရွှဲရဲ့စွမ်းဆောင်ရည်နဲ့ကုမ္ပဏီရဲ့အနာဂတ်လားလာဟာဒီငွေကြေးပမာဏနဲ့ထိုက်တန်မှုရှိကြောင်းပြောဆိုပြီးစာချုပ်မှာလက်မှတ်ထိုးပြီး3မိနစ်အတွင်းအကောင့်ထဲကိုငွေတွေရောက်လာစေရမယ်လို့ယုံကြည်မှုအပြည့်နဲ့ကတိပေးလိုက်ပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးလင်ရုပ်ရွှဲရဲ့မိဘတွေဟာမျက်လုံးများပင်ပြူးသွားကြပြီးတမိဖြစ်သူကိုချက်ချင်းလက်မှတ်ထိုးဖို့ပြပြတလဲတိုက်တွန်းပါတော့တယ်။စင်ဟော်ရင်းနှီးမြှုပ်နှံမှုလိုထိတ်တန့်ဖွဲ့စည်းကကူညီတာဖြစ်လို့မိသားစုအတွက်တော့နတ်မင်းမတလို့အခြေအနေမျိုးဖြစ်သွားတာပါ။ချင်းရှန့်ယူလိုလူယုံမာကငွေနဲ့လင်ရုပ်ရွှဲရဲ့တဘဝလုံးနဲ့ရှယ်ယာတွေကိုဝါမျိုးဖို့ကြံစီခဲ့ရမယ်အခုလိုအနှောင်ဖွဲ့မရှိ9ဘီလီယံအထိပေးအပ်ခဲ့တဲ့စိန်ချံဖုံးရဲ့ရရောမှုကိုကြည့်ပြီးမိဘနှစ်ပါးစလုံးဝမ်းသာအားရဖြစ်ကုန်ကြပါတယ်။လက်မှတ်ထိုးပြီးနောက်ငွေတွေချက်ချင်းဝင်လာတဲ့အတွက်စိန်ချံဖုံးကလင်ရုပ်ရွှဲကိုယဉ်ကျေးစွာနှုတ်ဆက်ပြီးရုံးခန်းထဲကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ဧည့်သည်ထွက်သွားတာနဲ့လင်ရုပ်ရွှဲဟာဘေးနားကတက်တော်ဆောင်ရဲလင်ချမ်းကိုကြည့်ပြီးခုနကဖုံးခေါ်ဆိုမှုဟာတကယ်ပဲသူ့ကြောင့်လားဆိုတာနဲ့သူဟာတကယ်တော့ဘသူလဲဆိုပြီးတန်တရားတွေပြည့်နေနေတဲ့မျက်လုံးတွေနဲ့မေးမြန်းလိုက်ပါတယ်။ဒီအချိန်မှာပဲခုနကရဲလင်ချမ်းကိုအောက်ခြေလူတန်းစားဆိုပြီးနှိမ်ချခဲ့တဲ့လင်ရုပ်ရွှဲရဲ့မိဘတွေဟာမျက်နှာပြောင်းသွားပြီးရဲလင်ချမ်းကိုတလေးတစားနဲ့ကပ်ဖားလာကြပါတယ်။သူတို့ဆဲဆိုခဲ့သမျှဟာရဲလင်ချမ်းရဲ့စိတ်သက်ကိုစမ်းသက်တာဖြစ်ကြောင်းရဲရင်ထက်မြက်တဲ့ဒီလိုလူငယ်မျိုးကိုတာမန်လူလို့မထင်ခဲ့ကြောင်းနဲ့မိသားစုရဲ့ကျေးဇူးရှင်ကြီးဖြစ်လို့ဒီညအိမ်မှာကောင်းကောင်းမွန်မွန်အခမ်းပါရစေဆိုပြီးဖိတ်ခေါ်ကြပါတယ်။ဒါကိုရဲလင်ချမ်းကစိတ်ပြတ်စွာနဲ့ပဲသူဟာလင်ရုပ်ရွှဲစီကနှစ်စင်လာစာနှစ်တန်းရယူထားပြီးဘေးအန္တရာယ်တွေကိုရှင်းလင်းပေးရမယ့်တာဝန်သာရှိကြောင်းငွေရလို့အလုပ်လုပ်ပေးတာတသက်တာဖြစ်လို့မလိုလားအပ်ပဲရင်းနှီးဖို့မစ조사ကြဖို့ပြက်ပြက်သားသားပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းချင်းရှန့်ယူဟာလင်ကုမ္ပဏီရဲ့ဘဏ်ကောင့်ရဲကိုငွေမြောက်များဝင်ရောက်သွားပြီဆိုတဲ့သတင်းကိုကြားသိရတဲ့အတွက်ဒေါသတွေထွက်နေပါတယ်။စင်ဟော်ရင်းနှီးမြှုပ်နှံမှုလိုကမ္ဘာထိပ်တန်းအဖွဲ့အစည်းကြီးကလင်လိုကုမ္ပဏီစုပ်ပြက်လေးကိုဘာကြောင့်ကူညီရမှာလဲဆိုပြီးမယုံကြည်နိုင်ဖြစ်နေတယ်လို့ဒါဟာလင်ရုပ်ရွှဲကလူငါပြီးဟန်ဆောင်ခိုင်းထားတဲ့လိမ်လည်မှုတစ်ခုသာဖြစ်ရမယ်လို့ယူဆလိုက်ပါတယ်။ဒါကြောင့်ပဲသူကဒီညကျင်းပမဲ့ယူတင်ရဲ့ထိပ်သီးပါတီပွဲမှာလင်ကုမ္ပဏီဟာငွေကြေးလိမ်လည်မှုတွေလှုပ်ဆောင်နေကြောင်းကောလာဟလတွေကိုချက်ချင်းဖြန့်ဝေဖို့သူ့လူတွေကိုညွှန်ကြားလိုက်ပြီးပါတီပွဲမှာလင်ရုပ်ရွှဲရဲ့မျက်နှာဖုံးကိုခွာချကဂုံတိတ်ခါဂုံချပစ်မယ်လို့ရုံမာစွာကြံစီပါတော့တယ်။ညဘက်ပါတီပွဲကိုရောက်ရှိလာတဲ့ချိန်မှာတော့အပေါဝါကလုံခြုံရေးမှုကလင်ရုပ်ရွှဲကိုဝင်ခွင့်ပေးပေမဲ့ဘေးနားကတက်တော်ဆောင်ရဲလင်ချမ်းကိုတော့လက်စီးမပါဝင်ပဲဝတ်စုံပြေဆုံးတယ်လို့ဖိတ်စာလည်းမပါရှိတဲ့အတွက်ဝင်ခွင့်မပြုဘဲတားဆီးလိုက်ပါတယ်။ယူတင်ပါတီပွဲရဲ့စီကံရဒတိုင်းပါတက်တော်ဆောင်တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုအတွင်းထဲဝင်ခွင့်မပြုဘူးဆိုပြီးနှိမ်ချထားမိလိုက်တာပါ။ဒီမြင်ကွင်းကိုကြည့်ပြီးအနားမှာရှိနေတဲ့ချင်းရှန့်ယူနဲ့ပွဲတက်လူကုန်ထံတွေကဒေဝါလီခံရတော့မဲ့လင်ရုပ်ရွှဲတယောက်ပါတီပွဲတက်ဖို့အမျိုးသားဖော်ကောင်းတောင်မငားနိုင်ပဲအောက်ခြေလူတန်းစားတက်တော်ဆောင်တယောက်ကိုခေါ်လာရသလားဆိုပြီးလောင်ပြောင်တယော်ကြပါတော့တယ်
ဝိုင်းဝန်းထင်သေးနှိမ်ချနေကြတဲ့အခြေအနေကြားမှာပဲလင်းရုပ်ရွှဲကလုံခြုံရေးမှုကိုကြည့်ပြီးသူ့ရဲ့မျက်လုံးတွေကိုတေချာဖွင့်ပြီးကြည့်ဖို့ရဲလင်ချမ်းဟာကျမရဲ့တက်တော်ဆောင်တင်မကပဲဒီနာအတွက်ကျမရဲ့တရားဝင်အမျိုးသားဖော်ဖြစ်တယ်လို့အားလုံးအံ့ဩသွားအောင်ရဲဝံ့ဝံ့ကာကွယ်ပြောဆိုလိုက်ပါတော့တယ်လုံခြုံရေးမှုကအခြေအနေကြောင့်ပြားများသွားပြီးဒါဟာကလပ်ရဲ့စီကံဖြစ်တဲ့အတွက်သူ့ကိုမခက်ခဲစေဖို့လင်းရုပ်ရွှဲကိုတောင်းပန်တိုးရှိုးလာပါတယ်ဒါကိုလင်းရုပ်ရွှဲကအလျှော့မပေးပဲအကယ်၍ရဲလင်ချမ်းသာအတွင်းထဲကိုဝင်ခွင့်မရဘူးဆိုရင်သူမှလည်းဒီပါတီပွဲကိုတက်ရောက်မှာမဟုတ်ကြောင်းဒါပေမဲ့စင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုရဲ့9ဘီလီယံတန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုကိုရရှိထားတဲ့အထူးဧည့်သည်တော်ကိုဘယ်လိုမျိုးတားဆီးမောင်းထုတ်ခဲ့တယ်လဲဆိုတာကိုမနှက်ဖြန်မနှက်မြို့ဝကျွန်းပေါ်ဒေသတစ်ခုလုံးသိစေရမယ်လို့ပြတ်သားစွာချင်းချောက်လိုက်ပြီးရဲလင်ချမ်းကိုခေါ်ကာလှည့်ထွက်ဖို့ပြင်လိုက်ပါတယ်ဒီစကားကြောင့်လုံခြုံရေးမှုမှာမျက်နှာပြသွားပြီးသူရဲ့အမြင်မရှိမှုကိုခွင့်လွှတ်ဖို့နဲ့ရဲလင်ချမ်းကိုမမှတ်မိခဲ့တဲ့အတွက်တောင်းပန်ပါကြောင်းပြတယ်လဲဆိုကယိုသေးမှုအပြည့်နဲ့အတွင်းထဲကိုဖိတ်ခေါ်လိုက်ပါတော့တယ်ပါတီပွဲခန်းမထဲရောက်တဲ့အချိန်မှာတော့ချင်းရှန့်ရွေကစင်မြင့်ထက်ကနေမိုက်ကိုကင်ပြီးလူတိုင်းငြိမ်သက်သွားအောင်လုပ်လိုက်ပါတယ်သူကဒီနေ့ပွဲဟာလုပ်ငန်းတွေဆွေးနွေးဖို့တင်မကပဲမြို့ဝကျွန်းပေါ်စီးပွားရေးလောကတွေကမကောင်းတဲ့အကျင့်စရိုက်တွေကိုရှင်းလင်းဖို့ဖြစ်ကြောင်းကြေညာလိုက်ပြီးအပြောနဲ့တင်ကွက်တီရောက်ရှိလာတဲ့လင်းရုပ်ရွှဲကိုလက်ညှိုးထိုးကလောင်ပြောင်ပါတော့တယ်ကုမ္ပဏီကဒေဝါလီခံရတော့မှာကိုဘေးနာကအောက်ခြေလူဒန်းစားတက်တော်ဆောင်တယောက်ကိုခေါ်ပြီးပါတီပွဲမှာလာရောက်အလားကားစားတော့ဖို့အရှက်မရှိရောက်လာရဲတယ်ဆိုပြီးလူများရှိမှတိတ်ခါချလိုက်တာပါဒါကိုလင်းရုပ်ရွှဲကဒေါသတကြီးနဲ့မဟုတ်မမှန်ဆွဆွဲပြောဆိုတာတွေကိုရက်တန်းကရက်ဖို့သူတို့လင်းကုမ္ပဏီဟာစင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုစီကနေရင်းနှီးမြှုပ်နှံမှုရရှိထားပြီးဖြစ်တယ်လို့စာချုပ်ပါငွေကြေးတွေလည်းအကောင့်ထဲရောက်ရှိနေပြီဖြစ်ကြောင်းထပ်ပြီးကောလာဟလတွေဖြတ်နေမယ်ဆိုရင်ဥပဒေအရပြက်သားသားအေးအေးယူသွားမှာဖြစ်ကြောင်းတတိပေးလိုက်ပါတယ်ဒါပေမဲ့ချင်းရှန့်ယူနဲ့ပွဲတက်ပရိသတ်တွေကတော့ဒါကိုလောင်ပြောင်စရာပြက်လုံးတစ်ခုလိုရဲမောကြပြီးဝန်ထမ်းတွေကိုတောင်လစာမပေးနိုင်တဲ့ကုမ္ပဏီစုပ်လေးကိုစင်ဟော်လိုကမ္ဘာထိပ်တန်းလုပ်ငန်းစုကြီးကဘာကြောင့်ငွေကြေးတွေပေးရမှာလဲစာချုပ်ဟာလည်းလမ်းဘေးကနေအတူလောက်လာတဲ့စာရွက်စာတမ်းအတူတာဖြစ်ပြီးငွေဝင်တဲ့စည်ရင်းကလည်းအကောင့်တူနဲ့ဖန်တီးထားတဲ့လိမ်လည်မှုတစ်ခုဖြစ်တယ်လို့ဝိုင်းဝန်းပြီးအထင်သေးစွာပြောဆိုကြပါတယ်ဒါအပြင်ချင်းရှန့်ယူကလက်ရှိအချိန်မှာတမျိုးလုံးကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအားလုံးမျက်မှောက်ပြုနေတဲ့အတွက်လင်းရုပ်ရွှဲတက်ကနေကာကွယ်ပေးရတဲ့သူတယောက်မှရှိမှာမဟုတ်ဘူးလို့မောက်မာစွာချင်းချောက်လိုက်ပါတယ်ပြီးနောက်သူကလင်းရုပ်ရွှဲကိုနောက်ဆုံးခွင့်ရေးဖြစ်သူ့ကိုဒူးထောက်တောင်းပန်ဖို့နဲ့ဒီညဟိုတယ်ပေါ်ထက်ကအခန်းစီကိုလိုက်ခဲ့ဖို့ဘေးနာကတက်တော်ဆောင်ကိုတော့လင်းရုပ်ရွှဲရဲ့မျက်စိရှိမှတင်အယိုးတွေကိုတဆစီရိုက်ချိုးပြီးခွေးတေတကောင်လိုခြေရင်းမှာဝတ်သွားအောင်လုပ်ပစ်မယ်လို့ရုံမာရက်ဆက်စွာပြောလာပါတယ်လင်းရုပ်ရွှဲကတော့တေးရပါစေဦးတော့ဒီလိုတွေးဆန်စိတ်ရှိတဲ့လူရုံမာအောင်မှာဒူးထောက်မှာမဟုတ်ဘူးလို့ပြတ်သားစွာတုံ့ပြန်ခဲ့ပါတယ်ဒေါသထွက်သွားတဲ့ချင်းရှန့်ယူကသူ့လူတွေကိုချက်ချင်းအမိန့်ပေးပြီးရဲလင်ချမ်းကိုအသေးတက်ဖို့နဲ့လင်းရုပ်ရွှဲကိုတော့ဖမ်းခေါ်သွားဖို့ညွှန်ကြားလိုက်ပါတယ်ဒီအချိန်မှာရဲလင်ချမ်းကအေးဆက်ဆက်လေးတန်းနဲ့ဒီနေ့မနက်ကပဲလက်တစ်ဖက်ချိုးပစ်ခဲ့တာတောင်နောင်တမရသေးတဲ့အတွက်အသက်ရှင်ဖို့အခွင့်အရေးပေးခဲ့တာကိုညှင်းပယ်ပြီးတေကျင်နေတဲ့ချင်းရှန့်ယူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ပြောဆိုကာတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်အခြေအနေတွေအဆိုးဆုံးကိုရောက်ရှိတော့မဲ့အချိန်မှာပဲပါတီပွဲရဲ့တကားဝကနေပြီးစင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာဥက္ကဋ္ဌစိန်ချံဖုံရောက်ရှိလာပြီဖြစ်ကြောင်းကျဲလောင်စွာကြေညာတမ်းထွက်ပေါ်လာခဲ့ပါတယ်ပွဲခန်းမှာတစ်ခုလုံးအံ့အားသင့်သွားကြပြီးချင်းရှန့်ယူကိုယ်တိုင်လည်းဒေါသတွေပျောက်ကွယ်သွားကဒီလိုထိတ်တန်းပုဂ္ဂိုလ်ကြီးပါတီပွဲကိုကိုယ်တိုင်တက်ရောက်လာတဲ့အတွက်မိမိတို့ရဲ့ပါတီပွဲဟာဂုဏ်သိက္ခာတွေတက်သွားရပြီဖြစ်ကြောင်းဖားရပြီးပြေးလွှားကြိုဆိုပါတော့တယ်ချင်းရှန့်ယူကတော့ရုတ်တရက်ရောက်ရှိလာတဲ့စိန်ချံဖုံကိုမြင်ချင်းမှာပဲအခွင့်ကောင်းယူဖို့ပြတလဲပြေးဝင်သွားပါတော့တယ်သူကလင်းရုပ်ရွှဲဟာတတိကောင်းလုံးပြီးစင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုရဲ့နာမည်ကိုအတုံးကြကစာချုပ်အတုနဲ့လိန်လဲလက်ဖျားနေကြောင်းဒါဟာစင်ဟော်အုပ်စုရဲ့တိတ်ခါကိုညှိုးနှွမ်းစေတဲ့အတွက်သူ့အနေနဲ့လင်းရုပ်ရွှဲနဲ့သူမရဲ့အောက်ခြေလူဒန်းစားတက်တော်ဆောင်ကိုဆုံးမဖို့ပြင်ဆင်နေတာဖြစ်ကြောင်းဖားရပြောဆိုခဲ့ပါတယ်ဥက္ကဋ္ဌကြီးစိန်ချံဖုံးသာအမိန့်ပေးလိုက်ရင်သူတို့နှစ်ယောက်လုံးရဲ့ခြေထောက်တွေကိုချက်ချင်းရိုက်ချိုးပေးမယ်လို့အားရပါရကြုံမွေပြီးတွေးထိုးပေးခဲ့တာပါဒါပေမဲ့ချင်းရှန့်ယူရဲ့စကားမဆုံးခင်မှာပဲစိန်ချံဖုံးရဲ့ဒေါသတကြီးအော်ဟစ်တန်ကပါတီပွဲခန်းမှာတစ်ခုလုံးကိုတုံးလှုပ်သွားစေပါတယ်မင်းကဘာကောင်မို့လို့လင်းရဲ့နာမည်ကိုဒီလိုခေါ်ဝေါ်ရရတာလဲဆိုပြီးချင်းရှန့်ယူကိုပြင်းထန်စွာဆုံးမပစ်လိုက်တာပါပြီးနောက်ပွဲတက်ပရိသတ်အားလုံးကိုအံ့ဩမင်သက်သွားစေရဲ့မြင်ကွင်းကတော့ကမ္ဘာဩဇာအရှိဆုံးပုဂ္ဂိုလ်ကြီးစိန်ချံဖုံးကိုယ်တိုင်ရဲလင်ချမ်းနဲ့လင်းရုပ်ရွှဲရဲ့ရှေ့မှာယိုသေးစွာဥညွတ်လိုက်ပြီးသူဟာရဲလင်ချမ်းရဲ့လက်အောက်ငယ်သားဖြစ်ကြောင်းလင်းအုပ်စုစီကို9ဘီလီယံရင်းနှီးမြှုပ်နှံမှုတွေအပြည့်အဝလွှဲပြောင်းပေးပြီးချစ်ကြောင်းကြေညာလိုက်တာပဲဖြစ်ပါတယ်ဒါအပြင်ဒီနေ့ကစလို့လင်းရုပ်ရွှဲရဲ့အရေးကိစ္စဟာစင်ဟော်ရဲ့အရေးကိစ္စဖြစ်ပြီးဘသူမဆိုသူတို့နှစ်ယောက်ကိုထိပါဖို့စ조사ရင်မိသားစုပါပြုတ်ပြုံသွားအောင်စင်ဟော်အုပ်စုကအဆုံးထိတိုက်ခိုက်သွားမယ်လို့ပြင်းပြင်းထန်ထန်တတိပေးလိုက်တဲ့အတွက်ချင်းရှန့်ရီတယောက်နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကြောင့်ကျမ်းပြင်ပေါ်မှာဒူးထောက်ငိုယိုသွားရပါတော့တယ်စိန်ချံဖုံးကရဲလင်ချမ်းကိုယိုသေးစွာနဲ့ပဲ9ဘီလီယံရန်ပုံငွေတွေကိုလင်းအုပ်စုရဲ့လက်ဝက်အကောင့်ထဲကိုလွှဲပြောင်းပေးပြီးချစ်ကြောင်းသတင်းပို့ပြီးလင်းရုပ်ရွှဲကိုစော်ကားခဲ့တဲ့ချင်းမိသားစုတစ်ခုလုံးကိုစင်ဟော်အုပ်စုရဲ့အာဏာနဲ့ချက်ချင်းအမြင့်ပြတ်ချေမှုန်းပြရမလားလို့မေးမြန်းလိုက်ပါတယ်ဒါကိုရဲလင်ချမ်းကအေးစေးတည်ငြိမ်စွာနဲ့ပဲကြောင်းကကြွက်ကိုဖမ်းတဲ့နေရာမှာချက်ချင်းညစ်တက်လိုက်ရင်ကစားရတာပြောစရာမကောင်းကြောင်းသူတို့ကိုအမြင့်ဆုံးနေရာကနေအောက်ခြေထိတဖြည်းဖြည်းချင်းမျောလင်းချက်မဲ့သွားအောင်လှုပ်ဆောင်သွားမယ်လို့အညိုးတေးနဲ့တုံ့ပြန်လိုက်ပါတယ်ပါတီပွဲပြီးအပြန်လန်းကားပေါ်မှာတော့လင်းရုပ်ရွှဲရဲ့မိဘတွေဟာရဲလင်ချမ်းကိုတမျိုးပြောင်းပြီးကပ်ဖားပြန်ပါတယ်မိခင်ဖြစ်သူကရဲလင်ချမ်းကိုချစ်စနိုးနဲ့ခေါ်ဝေါ်ပြီးခုနကပါတီပွဲမှာတမိဖြစ်သူကိုကာကွယ်ပေးခဲ့တဲ့ပုံစံဟာစစ်နက်ဖျားတစ်ပါးလိုထဲဝါလုံးကြောင်းမြင်ချင်းကလေးကတာမန်လူမဟုတ်မှန်းသိတာနေတာပါလို့မျက်နှာပြောင်တိုက်ပြီးချီးကျူးပါတော့တယ်ဖခင်ဖြစ်သူကလည်းရဲလင်ချမ်းနဲ့စင်ဟော်ဥက္ကဋ္ဌတို့ရဲ့ပတ်သက်မှုကိုသိကျင်နေပြီးဒီလိုအဆက်အသွယ်ရှိမှန်းစောစောသိရင်ဒီလိုဆက်ဆံမှာမဟုတ်ကြောင်း
မနှက်ဖြန်ကစားပြီးအိမ်ကအကောင်းဆုံးအခန်းကြီးကိုပြင်ဆင်ပေးမှဖြစ်လို့အိမ်ကိုလိုက်နေဖို့ဖိတ်ခေါ်လာပါတယ်။ဒီလိုအခြေအနေကြည့်ပြီးဖားရတတ်တဲ့မိဘနှစ်ပါးရဲ့လောက်ရက်ကိုဆက်ဆုပ်သွားတဲ့ရဲလင်ချန်းကတော့သူဟာလင်ရွှဲရွှဲစီကနှစ်စဉ်လစာနှစ်တန်းရယူထားတဲ့တာမန်တက်တော်ဆောင်တစ်ယောက်သာဖြစ်ကြောင်းသူတို့နဲ့သူ့ကြားမှာအယောင်းဝယ်အလုပ်သဘောရတာပတ်သက်မှုရှိပြီးဒီလိုအခွင့်အရေးသမားဆန်တဲ့လောက်ရက်တွေကိုရက်တန်းကရက်ဖို့ထပ်ပြီးနားကြီးခံနေရမယ်ဆိုရင်အခုချက်ချင်းကားပေါ်ကဆင်းသွားတော့မယ်လို့ပြက်သားအေးဆက်စွာပြောဆိုကမိဘနှစ်ပါးစလုံးကိုစကားမပြောရဲအောင်နှုတ်ဆက်သွားစေခဲ့ပါတော့တယ်။လင်ရွှဲရွှဲတယောက်ရဲလင်ချန်းကိုကြည့်ရင်သူ့အနောက်ွယ်မှာဘလို့လက်ဝက်ချက်တွေရှိနေသေးလဲဆိုတာကိုရင်ထဲကနေတအံ့တအောမေးခွန်းထုတ်နေမိပါတယ်။တစ်ဖက်မှာတော့ချင်းရှန့်ယူရဲ့လက်ဝက်ခန်းထဲမှာအသက်ရှူတန်ပြင်းပြင်းနဲ့အတူပူပေါင်းကြံစီသူတယောက်ရောက်ရှိလာပြီးလင်ကုမ္ပဏီကလာမဲလာမှာမိတ်ဆက်ဖို့ပြင်ဆင်နေတဲ့အဓိကလက်ဝက်ချက်ဖြစ်တဲ့ပင်ကြီးရွေကူအသားရည်ထိမ့်သိမ့်မှုဖော်မြူလာကိုခိုးယူနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းပေးလာပါတယ်။ဥက္ကဋ္ဌရုံးခန်းထဲကအစစ်မြစ်လက်ဝက်ကုတ်တုံးဗန်တိုက်တိတာတွေကနေဒီဖော်မြူလာကိုရဖို့အတွက်အသက်နဲ့ရင်ပြီးစ조사ခဲ့ရတာပါ။ဒါကိုချင်းရှန့်ယူကအားရပါရရေမောပြီးလင်ရွှဲမှာစင်ဟော်အုပ်စုရဲ့9ဘီလီယံရှိနေရင်တောင်မိမိတို့ချင်းအုပ်စုကမနှက်ဖြန်မနှက်မှာပဲဒီပစ္စည်းကိုအရင်ဆုံးဦးအောင်ထုတ်လုပ်လိုက်ရင်လင်ရွှဲတို့ရဲ့စ조사မှုတွေအားလုံးဟာသူတပားပစ္စည်းကိုကူးယူထားတဲ့စာရွက်စုပ်တွေဖြစ်ပြောင်းလဲသွားပြီးနမီပြက်ကလမ်းဆုံးသွားလိမ့်မယ်လို့ရုံမာစွာကြံစီပါတော့တယ်။အလုပ်ဖြစ်သွားတဲ့အတွက်လင်ရွှဲဥက္ကဋ္ဌရာထူးကစင်ပေးရချိန်မှာအဲ့ဒီရာထူးကိုရရှိတော့မဲ့လင်ရွှဲရဲ့ဒုတိယဦးလေးဖြစ်သူကလည်းအားရကျေနပ်နေပြီးသူတို့နှစ်ဖက်ပူးပေါင်းပြီးနောက်ရဲလင်ချန်းကိုတော့မြို့ရဲ့အစီကားဆုံးလမ်းမထက်မှာတထောင်းစားဖြစ်ဖန်တီးပြီးအသက်ရှင်ရမလို့တေးရမလို့ဒုက္ခပေးပစ်မယ်လို့ကြုံရနေကြပါတယ်။နောက်တစ်နေ့ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်ဖွဲ့အစည်းအဝေးမှာတော့လင်ရွှဲကစင်ဟော်အုပ်စုရဲ့ရင်းနှီးမြှုပ်နှံမှုကြောင့်ကုမ္ပဏီရဲ့ငွေကြေးစီးဆင်းမှုပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလာမဲလာမှာကုမ္ပဏီက9နှစ်တိုင်လက်ဝက်ပြင်ဆင်ခဲ့တဲ့ပင်ကြီးရွေကူကိုမိတ်ဆက်ပြီးဈေးကွက်တစ်ခုလုံးကိုတင်ပိုက်တော့မဲ့အကြောင်းယုံကြည်ချက်ပြည့်နဲ့ရှင်းလင်းတင်ပြနေပါတယ်။ဒါပေမဲ့အစည်းအဝေးလယ်မှာပဲဝန်ထမ်းတယောက်ကပြပြတလဲပြေးဝင်လာပြီးလက်ရှိအချိန်တိုက်ရိုက်ထုတ်လွှင့်နေတဲ့ချင်းအုပ်စုရဲ့သတင်းစာရှင်းလင်းပွဲကိုကြည့်ဖို့ပြောလာပါတယ်။ရုပ်တံထဲမှာချင်းရှန့်ယူကသူတို့ရဲ့ထုတ်ကုန်တစ်ဖြစ်တဲ့ရွှေရန်ကိုခန်းနာစွာမိတ်ဆက်နေပြီးအဲ့ဒီထုတ်ကုန်ရဲ့ပါဝင်ပစ္စည်းနဲ့ပုံစံတွေဟာလင်ရွှဲတို့9နှစ်တိုင်အားထုတ်ထားတဲ့ဖော်မြူလာနဲ့တပုံစံနဲ့တူညီနေုံတင်မှကကိန်းဂဏန်းချက်လက်တွေပါထပ်တူကြနေတာပါ။ပိုဆိုးတာကချင်းအုပ်စုကအဲ့ဒီဖော်မြူလာကိုမူပိုင်ခွင့်ချက်ချင်းလျှောက်ထားလိုက်တဲ့အတွက်လင်ဘက်ကနောက်လာမှထုတ်ရင်လုံးဝကိုသူတပားပစ္စည်းကိုကူးယူတဲ့တရားခံဖြစ်သွားရတော့မှာပါ။ဒီမြင်ကွင်းကြောင့်အစည်းအဝေးကမ်းမတစ်ခုလုံးပွက်လောရိုက်သွားပြီးလင်ရွှဲလဲလုံးဝမဖြစ်နိုင်ကြောင်းဒီဖော်မြူလာကိုမိမိတယောက်တည်းသာကုတ်တီးတဲ့ဘန်တိုက်ထဲမှာတောခတ်ထားတာဖြစ်လို့ဘလို့မှမပေါက်ကြားနိုင်ဘူးလို့ညင်းဆိုပါတယ်။ဒီအချိန်မှာပဲဒုတိယဦးလေးဖြစ်သူကလင်ရွှဲကိုစိတ်ပြက်မိကြောင်းဟန်ဆောင်ပြောဆိုပြီးဘန်တိုက်ကုတ်ကိုသူမတယောက်တည်းတည်တယ်ဆိုရင်ဒီဖော်မြူလာကအတောင်ပံပေါက်ပြီးချင်းရှန့်ယူစီပြန်သွားတာလားလို့ဖိအားပေးလာပါတယ်။လင်ရွှဲကသူမရဲ့အသက်နဲ့ယဉ်ပြီးဘသူ့ကိုမှမပြောခဲ့ကြောင်းအတွင်းလူတယောက်ယောက်ရှိနေရမယ်လို့ခုခံပြောဆိုတဲ့အခါမှာတော့ဦးလေးဖြစ်သူကအတွင်းလူဆိုတာဝေးဝေးရှာစရာမလိုပဲမျက်စိရှိမှတင်ရှိနေရလို့ပြောပြီးရဲလင်ချန်းကိုလက်ညှိုးထိုးပါတော့တယ်။ဦးလေးဖြစ်သူကရဲလင်ချန်းလိုနောက်ကျောင်းမရှင်းတဲ့တက်တော်ဆောင်ကလွဲပြီးဘသူကဥက္ကဋ္ဌရုံးခန်းထဲကို24နာရီပတ်လုံးလွတ်လပ်စွာဝင်ထွက်နိုင်မှလဲမနေ့ကပဲပါတီပွဲမှာချင်းရှန့်ယူနဲ့ပြဿနာတက်ပြီးဒီနေ့မှာဖော်မြူလာကချင်းရှန့်ယူလက်ထဲရောက်သွားတာဟာတိုက်ဆိုင်မှုမဖြစ်နိုင်ပဲရဲလင်ချန်းကဖော်မြူလာကိုခိုးယူပြီးချင်းမီသားစုစီကနေအကျိုးမြတ်ယူကကုမ္ပဏီကိုတစ္ဆာဖောက်လိုက်တာဖြစ်ရမယ်လို့ဆွဆွဲလိုက်ပါတယ်။အခြားဒါရိုက်တာတွေကလည်းရဲလင်ချန်းကိုကုမ္ပဏီကိုဖျက်ဆီးရဲ့တစ္ဆာဖောက်ခွေးတကောင်ဖြစ်ပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆဲဆိုကြပါတော့တယ်။ဒီလိုလူများကဝိုင်းဝန်းဆွဆွဲနှိမ်ချနေကြတဲ့အခြေအနေဆိုးကြီးထဲမှာလင်ရွှဲကတော့ဒေါသကြီးနဲ့ဦးလေးဖြစ်သူနဲ့ဒါရိုက်တာတွေကိုတားမြစ်လိုက်ပြီးရဲလင်ချန်းဟာဒီလိုလူမျိုးလုံးဝမဟုတ်ကြောင်းခိုင်မာတဲ့တက်တေထောက်ထားမရှိပဲသူမရဲ့တက်တော်ဆောင်ပေါ်အညစ်အကြေးတွေလာရောက်ပတ်ဖြန်းတာကိုလုံးဝလက်မခံနိုင်ဘူးလို့လူတိုင်းရဲ့ရှေ့မှာရဲရဲဝံ့ဝံ့ကာကွယ်ပြောဆိုလိုက်ပါတော့တယ်။ဦးလေးဖြစ်သူကနာကောင်းရှုံပြီးလောင်ပြောင်လိုက်ပြီးတော့အခုကျင်းပနေတဲ့ချင်းအုပ်စုရဲ့သတင်းစာရှင်းလင်းပွဲဟာအထင်ရှားဆုံးတက်တေဖြစ်တယ်လို့အကြက်ကင်ပါတော့တယ်။သူကလင်ရွှဲတယောက်ဒီလန်ဘေးကအမျိုးသားပေါ်စိတ်မိုက်မဲစွာတန်ရောစင်တွေပြီးစီးပွားရေးသူရှိုတယောက်ကိုအကာအကွယ်ပေးဖို့အတွက်လင်မီသားစုရဲ့ဆယ်စုနှစ်ချီတိစောက်ခဲ့တဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုလုံးကိုစတေးဖို့စ조사နေပြီဖြစ်ကြောင်းဝိုင်းဝန်းတွေးထိုးလိုက်ပါတယ်။ဒါအပြင်ဒါရိုက်တာဘုတ်ဖွဲ့ဝင်တွေကိုကြည့်ပြီးလင်ရွှဲဟာဥက္ကဋ္ဌတယောက်အနေနဲ့ရှိတဲ့ဆုံးဖြတ်နိုင်စွမ်းလုံးဝမရှိတော့ပဲကုမ္ပဏီကိုကြောက်တဲ့တွန်းပို့နေတာဖြစ်လို့ကုမ္ပဏီရှင်တန်ရဲ့အတွက်သူမကိုယာရုကနေချက်ချင်းဖယ်ရှားပြီးလုတ်ပိုင်ခွင့်အာဏာအားလုံးကိုပြန်လည်သိမ်းဆည်းဖို့အဆိုပြုလိုက်ပါတယ်။ဒါရိုက်တာဖွဲ့ဝင်တွေကလည်းဒုတိယဥက္ကဋ္ဌဖြစ်သူဦးလေးရဲ့အဆိုပြုချက်ကိုထောက်ခံကြပြီးလင်ရွှဲအနေနဲ့ဝန်ထမ်းခန့်အပ်မှုနဲ့စီမံခန့်ခွဲမှုပိုင်းမှာအမှားယွင်းတွေရှိခဲ့တဲ့အတွက်လုပ်ငန်းလွှဲပြောင်းရေးစာရွက်စာတမ်းတွေကိုချက်ချင်းအနံ့ဖို့ဖိအားပေးကြပါတယ်။အကယ်၍မလိုက်နာပဲညှင်းဆန်နေမယ်ဆိုရင်ရဲတပ်ဖွဲ့ကိုတိုင်ကြားပြီးဖမ်းဆီးခိုင်းမယ်လို့ပါချင်းချောက်လာကြတာပါ။ဒါကိုလင်ရွှဲကရင်နာနာနဲ့ပဲသူမတို့ရဲ့ဖော်မြူလာကိုရဲလင်ချန်းခိုးယူခဲ့တာလုံးဝမဟုတ်ကြောင်းနဲ့ဒါဟာအခွင့်ကောင်းယူပြီးအာဏာသိမ်းဖို့ကြံစီနေကြတာသာဖြစ်တယ်လို့ပြန်လည်တုံ့ပြန်ခဲ့ရမယ်ဦးလေးဖြစ်သူကတော့အခုအချိန်မှာသူဟာရှယ်ယာရှင်အားလုံးရဲ့ကိုယ်စားလှယ်ဖြစ်တယ်လို့မောက်မာစွာကြုံဝါလိုက်ပါတယ်။ပြီးနောက်ဦးလေးဖြစ်သူကလုံခြုံရေးတွေကိုအော်ဟစ်ခေါ်ယူပြီးကုမ္ပဏီရဲ့လက်ဝက်ချက်ကိုခိုးယူတဲ့တစ္ဆာဖောက်ရဲလင်ချန်းကိုချက်ချင်းဖမ်းဆီးဖို့ပြန်လည်ခုခံမယ်ဆိုရင်ခြေထောက်နှစ်ဖက်လုံးကိုရိုက်ချိုးပြီးလမ်းဘေးကိုလွင့်ပစ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဖြစ်သမျှပြဿနာအားလုံးကိုသူကိုယ်တိုင်တာဝန်ယူမယ်လို့ဒေါသအကြီးကြီးညာလိုက်တဲ့အခါမှာတော့လုံခြုံရေးဝန်ထမ်းတွေကလည်းရဲလင်ချန်းစီကိုပြေးဝင်လာကြပါတော့တယ်။ဒီလိုအခြေအနေမှာလင်ရွှဲကရဲလင်ချန်းရဲ့ရှေ့ကနေမမမတ်ရက်တီးပြီးသူမဟာယာရုကနေနှုတ်ထွက်စာမရေးရသေးတဲ့လင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်နေစေဖြစ်ကြောင်းဒီနေ့ရဲလင်ချန်းရဲ့သပင်တပင်ကိုတောင်ဘသူမှမထိရဲစေရပဲထိတဲ့သူကိုချက်ချင်းအလုပ်ထုတ်ပစ်မယ်လို့ကာကွယ်ပြောဆိုလိုက်ပါတယ်
ဒါပေမဲ့အာနာမက်နေရဲ့ဦးလေးဖြစ်သူကတော့လင်းရုပ်ရွှဲကိုယ်တိုင်လည်းပြင်ပလူနဲ့ပူးပေါင်းပြီးကုမ္ပဏီကျိုးစီးပွားကိုဖျက်ဆီးနေတာဖြစ်လို့သူမကိုပါတပါတဲ့ဖမ်းဆီးထိန်းသိမ်းဖို့အမိန့်ပေးလိုက်ပါတော့တယ်။လုံခြုံရေးတွေဝင်ရောက်လုံးထွေးဖို့စ조사တဲ့အချိန်မှာပဲရဲလင်ချမ်းရဲ့မျက်လုံးတွေကအေးဆက်ဆက်စိတ်ရောင်တွေပြောင်းလဲသွားပြီးသူကာကွယ်ထားတဲ့အမျိုးသမီးကိုထိပါရဲတဲ့သူတွေကိုစက္ကန့်ပိုင်းတွင်းမှာပဲမြေပြင်ပေါ်လဲကျသွားအောင်လျက်စီးလို့မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့တိုက်ခိုက်နိုင်နှင်းပစ်လိုက်ပါတယ်။ရုတ်တရက်ဝန်ထမ်းတွေနာကျင်စွာအော်ဟစ်လဲကျသွားတာကိုကြည့်ပြီးဦးလေးဖြစ်သူဟာကြောက်လန့်တကြားနဲ့ဒါဟာကုမ္ပဏီဖြစ်ကြောင်းလူသက်သမားလိုပြုမှုနေတဲ့ရဲလင်ချမ်းကိုရဲခေါ်ပြီးဖမ်းဆီးခိုင်းမယ်လို့တုံတုံရင်ရင်ချင်းချောက်လာပါတယ်။ဒီလိုချင်းချောက်မှုကိုရဲလင်ချမ်းကတရော်တဲ့အပြုံးနဲ့အတူရဲတပ်ဖွဲ့ကိုတိုင်ကြားဖို့ချက်ချင်းပဲဖိတ်ခေါ်လိုက်ပါတယ်။တကယ်တော့မင်းညတခေါင်ကျော်ချိန်မှာဘသူကဥက္ကဋ္ဌရုံးခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးနေပညာသုံးကုတ်ဖြတ်ဆက်နဲ့ဗန်တိုက်တစ်တာရဲ့ကုတ်တွေကိုခိုးယူဖွင့်လှစ်ခဲ့တယ်လဲဆိုတာကိုရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးရင်အမှန်တရားကချက်ချင်းပေါ်ပေါက်လာတော့မှာမို့လို့ဖြစ်ပါတော့တယ်။ဒုတိယဦးလေးဖြစ်သူဟာမျက်နှာတစ်ခုလုံးပြနှန်းသွားပြီးသူပြောတာတွေဟာမဟုတ်မမှန်ဆွဆွဲချက်တွေဖြစ်ကြောင်းဘာကိုမှမသိရှိသလိုကုမ္ပဏီရဲ့ CCTV တွေလည်းပျက်စီးနေတာကြားပြီးဖြစ်လို့ဘာသက်တွေနဲ့တက်တွေပြမှာလဲဆိုပြီးအော်ဟစ်ကအကြောက်လွန်ပြီးညှင်းဆိုပါတော့တယ်။ဒါကိုရဲလင်ချမ်းကအေးဆက်ဆက်တရော်ပြုံးတဲ့အတူသူ့အနေနဲ့ဘာသက်တွေမှပြက်စရာမလိုကြောင်းဘာဖြစ်လို့လဲဆိုတော့ဦးလေးဖြစ်သူအသက်နဲ့ရင်းပြီးခိုးယူသွားခဲ့တဲ့အဲ့ဒီဖော်မြူလာဟာတကယ်တော့သူကိုယ်တိုင်ကအတွင်းလူကိုဖမ်းမိဖို့အတွက်ဗန်တိုက်ထဲမှာတမင်တကာခြံထားပေးခဲ့တဲ့စာရွက်စုပ်တက်တာဖြစ်လို့ပါပဲ။ရဲလင်ချမ်းကဒါရိုက်တာအဖွဲ့ဝင်အားလုံးကိုကြည့်ပြီးချင်းအုပ်စုကမိမိတို့ထက်အရင်ဦးအောင်ထုတ်ကုန်မိတ်ဆက်သွားမှာကိုစိုးရိမ်နေကြတဲ့အတွက်အခုပဲမျက်လုံးတွေကိုတေးသေးချာချာဖွင့်ကြည့်ထားဖို့တတိပေးလိုက်ပါတယ်။ချင်းအုပ်စုကဒီနေ့မိတ်ဆက်လိုက်တဲ့အဲ့ဒီနဲ့ဆေးလို့ကြွေးကြော်ထားတဲ့ထုတ်ကုန်ဟာသူတို့ရဲ့ကုမ္ပဏီတစ်ခုလုံးကိုအသက်ပြောက်စေမဲ့တေမင်းတမန်ကပ်ပြားအဖြစ်ဘလို့ပြောင်းလဲသွားမလဲဆိုတာကိုစောင့်ကြည့်ဖို့ပြောလိုက်တာပါ။တစ်ဖက်မှာတော့ချင်းအုပ်စုရဲ့သတင်းစာရှင်းလင်းပွဲစီမင်းထက်မှာချင်းရှန့်ရွေကမီဒီယာတွေအားလုံးရဲ့ရှေ့မှာအံပွဲခိုက်တန့်ကိုတက်တေပြဖို့အတွက်မျက်နှာမှာတင်းတိတ်နဲ့အမဲဆက်တွေအများကြီးရှိတဲ့မော်ဒယ်တယောက်ကိုစင်ပေါ်ခေါ်ယူပြီးသူတို့ရဲ့ရွှေရန်ကိုစမ်းတက်လိမ့်ပေးနေပါတယ်။တမိနစ်အတွင်းအသားရည်တစ်ကိုရရှိစေရမယ်လို့ကြုံရနေစင်မှာပဲမော်ဒယ်မျိုးသမီးဟာထိတ်လန့်တကြားအော်ဟစ်ပြီးသူမရဲ့မျက်နှာဟာမီးလောင်တယ်လို့ပြင်းထန်စွာနာကျင်နေကြောင်းကဲကြပါဦးဆိုပြီးအော်ဟစ်ငိုယိုကမျက်နှာတစ်ခုလုံးပျက်စီးသွားပါတော့တယ်။မီဒီယာတွေကလည်းဒါဟာခစ်ပြောင်းထုတ်ကုန်မဟုတ်ပဲမျက်နှာဖြက်စီးတဲ့စိတ်ရောင်ဖြစ်နေကြောင်းဝိုင်းဝန်းမေးမြန်းကြတဲ့အတွက်ချင်းရှန့်ရီတယောက်ပြာရခတ်သွားပြီးရုပ်တံလွင့်တာကိုချက်ချင်းဖြတ်တောက်ဖို့နဲ့သတင်းထောက်တွေကိုမောင်းထုတ်ဖို့လုံခြုံရေးတွေကိုအော်ဟစ်ခိုင်းစေပါတယ်။သူကိုယ်တိုင်လည်းဗန်တိုက်ထဲကနေတေးသေးချာချာခိုးယူလာခဲ့တဲ့ဖော်မြူလာကဘာဖြစ်လို့အစိတ်အဖြစ်ပြောင်းလဲသွားရတာလဲဆိုတာကိုမယုံနိုင်ဖြစ်နေတာပါ။တကယ်တော့အဲ့ဒီဖော်မြူလာဟာလင်းရွှဲရဲ့လွန်ခဲ့တဲ့နှစ်နှဲငယ်ကစမ်းသက်ဆဲစွန့်ပစ်မှုကျန်းတာဖြစ်ပြီးထိုထဲကဆေးဖက်ဝင်အပင်နှစ်မျိုးဟာပေါင်းဆက်မိသွားရင်ပြင်းထန်တဲ့တိုက်စားမှုအစိတ်တောက်ကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ရဲလင်ချမ်းကစက်ကူဖြက်ဆက်ထဲကနေအဲ့ဒီစာရွက်တွေကိုပြန်လဲဆက်ပြီးအတွင်းကတစ္ဆာဖောက်ခိုးယူသွားဖို့အတွက်ဗန်တိုက်ထဲတမင်ထည့်ထားခဲ့တာပါ။အစစ်အမှန်ပင်ကြီးရွေကူရဲ့ပြီးပြည့်စုံတဲ့ဖော်မြူလာကိုတော့ရဲလင်ချမ်းကအစကတည်းကစင်ဟော်ရင်းနှီးမြုပ်နှံမှုအုပ်စုရဲ့အဆင့်မြင့်ဆုံးအဆင့်ရှိတဲ့လက်ဝက်ကလောက်စနစ်ပေါ်မှာတင်ဆက်ထားခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေကိုတည်သွားတဲ့လင်းရွှဲကရဲလင်ချမ်းတယောက်နောက်ွယ်ကနေဘလောက်တောင်ကြီးမားတဲ့စက်ကွင်းကြီးကိုကြိုတင်ပြင်ဆင်ထားခဲ့တယ်လဲဆိုတာကိုမယုံနိုင်လောက်အောင်ငေးကြည့်နေမိပါတယ်။တစ်ချိန်တည်းမှာပဲခုနကလင်းရွှဲကိုဝိုင်းဝန်းဖိအားပေးခဲ့တဲ့ဒါရိုက်တာတွေဟာမျက်နှာချင်းဆိုင်ပြောင်းလဲသွားပြီးဒုတိယဥက္ကဋ္ဌလင်စီကန်းကိုတိရစ္ဆာန်ထက်ရုံမာတဲ့သူဖြစ်ဝိုင်းဝန်းဆဲဆိုကြပါတော့တယ်။မိမိဥက္ကဋ္ဌဖြစ်ချင်စောနဲ့ချင်းမီသားစုနဲ့ပူးပေါင်းပြီးလင်အုပ်စုတစ်ခုလုံးကိုမိဘုံနဲ့တွန်းပို့ဖို့ကြံစီခဲ့ကြောင်းအကယ်၍ရဲလင်ချမ်းရဲ့ကြိုတင်မြော်မြင်မှုကြောင့်ဖော်မြူလာအတူနဲ့မလဲလှယ်ထားခဲ့ရင်ဒီနေ့တစ်မျိုးလုံးရဲ့မီဒီယာတွေရှေ့မှာနမီပြက်ပြီးဒေဝါလီခံရမဲ့သူဟာသူတို့လင်အုပ်စုဖြစ်သွားရောမယ်ဆိုပြီးဒေါသတကြီးနဲ့အပြစ်တင်ကြပါတယ်။လင်စီကန်းကတော့အရှက်မရှိပဲဒါတွေဟာရဲလင်ချမ်းရဲ့တစ်ဖက်သက်ပြောဆိုချက်တာဖြစ်ပြီးသူခိုးယူခဲ့ရဆိုတဲ့တက်တွေကိုပြဖို့ရုန်းကန်ညှင်းဆန်နေပါသေးတယ်။သူဟာကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်ပြီးလင်ရွှဲရဲ့ဦးလေးရင်းဖြစ်တဲ့အတွက်မိသားစုကိုဘာလို့ဒုက္ခပေးရမှာလဲဆိုပြီးတက်တွေတောင်းခံလာပါတယ်။သူတောင်းဆိုတဲ့တက်တွေအတွက်ရဲလင်ချမ်းကချက်ချင်းပဲဆက်မျက်နှာပြင်ကိုပြလိုက်ပါတယ်။မျက်နှာပြင်ရဲ့ဘက်မှာတော့လင်စီကန်းဖြက်စီးပြီးခဲ့တဲ့ဥက္ကဋ္ဌရုံးခန်းရဲ့စောင့်ကြည့်ဗီဒီယိုကိုစင်ဟော်အုပ်စုရဲ့ထိပ်တန်းဟက်ကာတွေက9စက္ကန့်အတွင်းပြန်လည်ဆယ်ယူထားတဲ့ရုပ်သံရှိနေပြီးညတာခေါင်2နာရီ18မိနစ်မှာဦးထုတ်ဆောင်ကကုတ်ဖြတ်ဆက်နဲ့သူခိုးတယောက်လိုခိုးယူနေတဲ့လင်စီကန်းရဲ့ပုံရိပ်ကအထင်ရှားပေါ်နေတာပါ။ညာဘက်မျက်နှာပြင်မှာတော့ဆွစ်ဇာလန်ဘန်ရဲ့ပြည်ပကောက်ရဲကိုဒီနေ့မနက်8နာရီမှာပဲချင်းအုပ်စုရဲ့ပြည်ပကုမ္ပဏီခွဲကနေလင်စီကန်းရဲ့ကိုပိုင်ကောက်ရဲကိုငွေကိုတစ္ဆာဖောက်ခအဖြစ်လွှဲပြောင်းပေးထားတဲ့ဗန်စရင်ရောက်ရှိနေပါတယ်။ခိုင်မာလုံးတဲ့တက်တွေတွေကြောင့်လင်စီကန်းတယောက်ဘာမှမငင်းဆန်နိုင်တော့ပဲကျမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီးလင်ရွှဲရဲ့ခြေထောက်ကိုဖမ်းဆွဲကမျက်ရည်ဆက်လက်နဲ့ခွင့်လွှတ်ဖို့တောင်းပန်ပါတော့တယ်။ဒါဟာချင်းရှန့်ရွေကသူ့ကိုအကြက်ကင်ချင်းချောက်လို့တာဖြစ်ကြောင်းအကယ်၍ဖော်မြူလာကိုမခိုးယူပေးရင်အသက်အန္တရာယ်ပြုမယ်လို့ချင်းချောက်ခဲ့လို့ခဏတာစိတ်မောင်သွားခဲ့တာဖြစ်ကြောင်းပြောဆိုကကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးဖြစ်သူရဲ့မျက်နှာကိုထောက်ထားပြီးသူ့ကိုအသက်ချမ်းသာပေးဖို့တနာဆက်ဖွယ်တိုးရှိုးတောင်းပန်ပါတော့တယ်။လင်ရွှဲကကျမ်းပြင်ပေါ်မှာဒူးထောက်ငိုယိုနေတဲ့ဦးလေးဖြစ်သူကိုဆက်ဆုပ်ရင်ရှာစွာကြည့်ပြီးအဖိုးသာအပေါ်ကနေတိနေရင်ခင်များရဲ့လောဘကြောင့်မိသားစုရဲ့ဆယ်စုနှစ်ချီအားထုတ်ခဲ့သမျှတဲတဲရေတုံဖြစ်ရတော့မဲ့အခြေအနေအတွက်စိတ်နာပြီးကိုယ်တိုင်ပဲထောင်ထဲပို့လိုက်မယ်လို့ပြတ်သားစွာပြောဆိုလိုက်ပါတယ်။ပြီးနောက်အတွင်းရေးမှူးဖြစ်သူကိုညွှန်ကြားပြီးရဲတပ်ဖွဲ့ထံချက်ချင်းဖုံးခေါ်ဆိုစေကတစ္ဆာဖောက်ဒုတိယဥက္ကဋ္ဌလင်စီကန်းနဲ့အတူဝယ်ယူခံထားရတဲ့လုံခြုံရေးအဖွဲ့တစ်ခုလုံးကိုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့စီလွှဲပြောင်းပေးအပ်လိုက်ပါတယ်။လင်ရွှဲအနေနဲ့ဒီလူရုံမာတွေကိုထောင်ထဲမှာပဲဘဝဆုံးသွားအောင်ထိတရားစွဲဆိုသွားမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့လင်စီကန်းတယောက်သူ့ရဲ့ဘဝတော့လမ်းဆုံးပြီဆိုတာကိုသိပြီးအားကိုးရမယ်စွာညီးတွားနေပါတော့တယ်
ဦးလေးဖြစ်သူကသူဟာသွေးရင်းဖြစ်လို့ဒီလိုရက်ဆက်ရင်လူတွေရဲ့ကဲရဲမှုကိုခံရလိမ့်မယ်လို့အော်ဟစ်တောင်းပန်နေပေမဲ့လင်းရွှဲရွှဲကတော့လုံးဝလက်မကြည့်ပဲသူတို့ကိုအခန်းပြင်ခေါ်ထုတ်သွားစေပါတယ်။ပြီးနောက်ကြန့်ရှိနေတဲ့ဒါရိုက်တာဖွဲ့ဝင်တွေကိုကြည့်ပြီးခုနကရှယ်ယာတွေပြန်ရုပ်သိမ်းကျင်တယ်လို့ပြောခဲ့တဲ့သူတွေရှိရင်အခုချက်ချင်းထွက်လာနိုင်ကြောင်းသူမအနေနဲ့ဈေးကွက်ပေါက်ဈေးထက်10%ပိုပေးပြီးရှယ်ယာအားလုံးကိုသိမ်းပိုက်ဖို့အသင့်ရှိကြောင်းကြေညာလိုက်ပါတယ်။ဒီအခါမှာတော့ဒါရိုက်တာတွေဟာချက်ချင်းမျက်နှာချိုသွေးပြီးသူတို့ဟာလင်းစီကန်းရဲ့လှည့်ဖျားမှုကိုခံလိုက်ရတာဖြစ်ကြောင်းစင်ဟော်အုပ်စုရဲ့ရင်းနှီးမြှုပ်နှံမှုရှိနေတဲ့လင်းကုမ္ပဏီဟာအနာဂတ်မှာကောင်းကင်ရန်အထိပြန်တန်းတော့မှာဖြစ်လို့ဘယ်သူမှရှယ်ယာမရုပ်သိမ်းရဲကြောင်းပြတယ်လဲညှင်းဆိုကြပါတယ်။အခြေအနေကိုထိန်းချုပ်ပြီးနောက်လင်းရွှဲကဒါဆိုရင်အားလုံးနှုတ်ပိတ်ပြီးသူတို့အလုပ်စီပြန်ကြဖို့နဲ့ဒီနေ့ကစလို့လင်းကုမ္ပဏီမှာမိမိရဲ့စကားကသာအတီးဖြစ်ကြောင်းကြေညာကဘေးနာကရဲလင်ချမ်းကိုလှည့်ပြီးတံပြန်တိုက်ခိုက်မှုကိုဘယ်လိုစတင်မလဲလို့မေးမြန်းလိုက်ပါတယ်။ရဲလင်ချမ်းကတော့အေးဆက်ဆက်အပြုံးနဲ့အတူတံပြန်တိုက်ခိုက်ရုံတင်မကပဲတစ်ဖက်လူကိုလုံးဝအသက်ရှူရကျက်သွားစေမဲ့အပြက်ရှင်းချင်းစစ်စင်ရေးကိုလှုပ်ဆောင်မှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲစင်ဟော်အုပ်စုရဲ့ဥက္ကဋ္ဌစိန်ချံဖုံးစီကနေအားလုံးအဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းထုတ်ကုန်မိတ်ဆက်ပွဲမှာမျက်နှာပျက်စီးသွားတဲ့ကဘာတိုက်ရိုက်ထုတ်လွှင့်မှုကြောင့်ချင်းအုပ်စုဟာတမိုင်းတင်မဲ့ပြည်သူဆက်ဆံရေးအကျက်တဲနဲ့ရင်ဆိုင်နေရပြီးရှယ်ယာဈေးကွက်မှာလည်းထိတ်လန့်တကြားထုတ်ရောင်းမှုတွေဖြစ်ပေါ်နေကြောင်းသတင်းပို့လာပါတယ်။ရဲလင်ချမ်းကချက်ချင်းပဲစင်ဟော်အုပ်စုရဲ့အာရှပစိဖိတ်ဒေသဆိုင်ရာလက်ဝက်ရန်ပုံငွေအားလုံးနဲ့လင်းကုမ္ပဏီအကောင့်ထဲက9ဘီလီယံကိုပေါင်းဆက်ပြီးချင်းအုပ်စုရဲ့ရှယ်ယာတွေကိုအကုန်စင်ထိုးချပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။10မိနစ်အတွင်းချင်းအုပ်စုရဲ့ရှယ်ယာဈေးကွက်လုံးဝပျက်စီးသွားစေရမယ်လို့ညွှန်ကြားလိုက်တာပါ။တစ်ဖက်မှာလည်းချင်းအုပ်စုရဲ့ရုံးချုပ်မှာတော့ချင်းရှန့်ယူတယောက်ပြာရခတ်နေပြီးငွေတွေအမြောက်များသုံးပြီးရှယ်ယာဈေးကိုပြန်ဆွဲတင်ဖို့အော်ဟစ်နေပေမဲ့တစ်ဖက်ကတိုက်ခိုက်လာတဲ့ရန်ပုံငွေပမာဏဟာသမုဒ္ဒရာပြင်ကြီးလိုကြီးမားလုံးတဲ့အတွက်ငွေတန်းပေါင်းများစွာစိုက်ထုတ်ရင်တောင်ရေလမ်းလေးတစ်ခုစာမျှပင်တုံ့ပြန်မှုမရှိဘဲငွေကြေးစီးဆင်းမှုလုံးဝပြတ်တောက်သွားရပါတော့တယ်။မကြာခင်မှာပဲဝန်ထမ်းတွေကငွေယိုပြီးရှယ်ယာဈေးကွက်လုံးဝရက်ဆိုင်သွားပြီဖြစ်ကြောင်းဘဏ်တွေကလည်းချင်းငွေတန်းပေါင်းတောင်းချီကိုအတိုးရင်းနဲ့တကွာချက်ချင်းပြန်ဆက်ဖို့ဖုန်းခေါ်ဆိုနေကြပြီဖြစ်လို့ချင်းအုပ်စုတစ်ခုလုံးဒေဝါလီခံလိုက်ရပြီဖြစ်ကြောင်းသတင်းဆိုးကိုတည်ဆောင်လာပါတယ်။10မိနစ်အတွင်းမှာပဲမိသားစုရဲ့တန်းပေါင်းတောင်းချီတန်တဲ့လုပ်ငန်းကြီးတစ်ခုလုံးပျောက်ကွယ်သွားတဲ့အတွက်ချင်းရှန့်ယူတယောက်ကျမ်းပြင်ပေါ်မှာလဲကျပြီးစိတ်ပြတ်အားလျော့စွာငိုကြွေးနေုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူး။ရန်သူတွေအားလုံးကိုနောက်ွယ်ကနေအကွက်ကြကြချေမုန်းပြီးနောက်ရဲလင်ချမ်းကလင်းရွှဲကိုကြည့်ပြီးအောင်ပွဲခံဝိုင်ခွက်ကိုတောက်တုံးကအဝတ်စားလဲလှယ်ဖို့ပြီးနောက်ချင်းမိသားစုစီကိုယ်တိုင်သွားရောက်ပြီးအကျွေးဟောင်းတွေနဲ့အတိုးကျွင်းကြံတွေကိုသွားရောက်တင်းစေးကြဆိုလို့ယုံကြည်မှုအပြည့်နဲ့ဆိုလိုက်ပါတော့တယ်။လင်းကုမ္ပဏီရဲ့ထုတ်ကုန်တဲ့မိတ်ဆက်ပွဲခမ်းမထဲမှာတော့သတင်းထောက်တွေကလင်းရွှဲကိုဝိုင်းဝန်းပြီးမေးခွန်းတွေနဲ့တိုက်ခိုက်နေကြပါတယ်။ဒီနေ့မနက်ပိုင်းကပဲချင်းအုပ်စုရဲ့ထုတ်ကုန်ကြောင့်စမ်းသက်သူအမျိုးသမီးရဲ့မျက်နှာချက်ချင်းပျက်စီးသွားခဲ့ရပြီးလင်းနဲ့ချင်းတို့ရဲ့ဖော်မြူလာဟာအရင်းမြစ်တစ်ခုတည်းကလာတာဖြစ်လို့မြို့သူမြို့သားအားလုံးကလင်းရဲ့ပစ္စည်းတွေကိုပါတပိတ်မောက်နေကြတာပါ။ဒီလိုအကျက်တဲ့အချိန်ကာလမှာပင်းကြီးရွေကူကိုအတင်းအကျပ်မိတ်ဆက်တာဟာဝယ်ယူသူတွေရဲ့မျက်နှာကိုစမ်းသက်ခံကြွဖြူတွေလိုသဘောထားတာလားဆိုပြီးမီဒီယာတွေကစူညံစွာအပြစ်တင်ကြသလိုနောက်ထပ်မတော်တဆမှုဖြစ်ပွားရင်လင်းအုပ်စုအနေနဲ့ရာဇဝတ်မှုဆိုင်ရာတာဝန်ယူနိုင်ပါမလားလို့ဖိအားပေးလာကြပါတယ်။ဒီလိုရုပ်ရုပ်တဲဖြစ်နေတဲ့အခြေအနေကြားမှာလင်းရွှဲကတည်ငြိမ်စွာနဲ့ပဲမီဒီယာတွေကိုငြိမ်သက်ဖို့ပြောလိုက်ပြီးမနက်ပိုင်းကချင်းအုပ်စုမိတ်ဆက်သွားတာဟာသူမတို့ကုမ္ပဏီကနေခိုးယူသွားတဲ့အသက်အန္တရာယ်ရှိတဲ့စွန့်ပစ်မှုကြမ်းအစိတ်တောက်တာဖြစ်ကြောင်းရှင်းလင်းလိုက်ပါတယ်။ပြီးနောက်ဒီနေ့သူမတို့မိတ်ဆက်မဲ့ထုတ်ကုန်ဟာစင်ဟော်ရင်းနှီးမြှုပ်နှံမှုအုပ်စုကအာမခံထားတဲ့စစ်မှန်ပြီးပြည့်စုံတဲ့ရှေးဟောင်းဖော်မြူလာဖြစ်ကြောင်းကြေညာကစမ်းသပ်မဲ့မော်ဒယ်ကိုစင်ပေါ်ခေါ်လိုက်ပါတယ်။စင်ပေါ်တက်လာတဲ့မော်ဒယ်ဟာမနက်ပိုင်းကချင်းထုတ်ကုန်ကြောင့်မျက်နှာပျက်စီးသွားခဲ့ရတဲ့အမျိုးသမီးဖြစ်နေတာကြောင့်အားလုံးမင်သက်သွားကြပါတယ်။သူမကဆေးရုံတွေအားလုံးကမျက်နှာအရေးပြားလဲလှယ်မရမယ်လို့ပြောခဲ့ပေမဲ့ရဲလင်ချမ်းကသူမကိုရှာဖွေပြီးလင်းရဲ့ဖော်မြူလာအစ်စ်ကကယ်တင်နိုင်တယ်လို့ပြောခဲ့တဲ့အတွက်လာရောက်စမ်းသပ်တာဖြစ်ကြောင်းငိုယိုပြီးပြောဆိုပါတယ်။ဒီအခါမှာဆေးကိုလိမ့်ပေးပြီးအားလုံးရဲ့ရှေ့မှာအံ့ဖွယ်ခိုက်တန့်ကိုပြသလိုက်ပါတယ်။ပြန်လည်တုပ်လိုက်တဲ့အချိန်မှာတော့ခမ်းမတစ်ခုလုံးအံ့ဩတုံလှုပ်တံတွေကျဲလောင်စွာထွက်ပေါ်လာပါတယ်။ဒါဟာဆေးပညာလောကရဲ့တက်ခွဲခန်းတွေကမျက်လက်တစ်ခုလိုဘာဘေးထွက်ဆိုးကြမှမရှိပဲစက္ကန့်30အတွင်းပြင်းထန်တဲ့မီးလောင်တံရာတွေကိုအမာရွတ်မကြံပျောက်ကွယ်သွားစေတာပါ။သတင်းထောက်တွေကလည်းထုတ်ကုန်ရဲ့ဈေးနှုန်းကိုပြိုင်တူမင်းမြန်းကြပြီးသူတို့မီဒီယာပလက်ဖောင်းတွေအတွက်အစုံလိုက်တောင်းချီတင်းချီပြီးချက်ချင်းအဝယ်စလစ်ဖြတ်ကြပါတော့တယ်။အောင်မြင်စွာမိတ်ဆက်ပြီးနောက်လင်းရွှဲကသူမကိုယုံကြည်ချက်တွေပေးခဲ့တဲ့ရဲလင်ချမ်းကိုလိုက်လဲကျေးဇူးတင်စကားဆိုလိုက်ပြီးရဲလင်ချမ်းကလည်းအခုအချိန်မှာချင်းမီသားစုစီသွားရောက်ပြီးအကျွေးဟောင်းတွေသွားသိမ်းကြဆိုလို့ဆိုလိုက်ပါတယ်။တစ်ဖက်မှာတော့ချင်းမီသားစုရဲ့စံအိမ်ထဲမှာချင်းရှန့်ယူရဲ့ဖခင်ဖြစ်သူကဒေါသတကြီးနဲ့သားဖြစ်သူကိုရိုက်နှက်ဆုံးမနေပါတယ်။မိသားစုရဲ့တန်းပေါင်းတောင်းချီတန်တဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုလုံးကိုတရက်အတွင်းဖျက်ဆီးပစ်ခဲ့ပြီးဘဏ်တွေကလည်းချင်းငွေပိတ်ရှယ်ယာတွေလည်းရက်ဆိုင်ကုန်လို့တမိသားစုလုံးလမ်းဘေးကခွေးအိုတွေလိုဖြစ်ကုန်ပြီလို့အော်ဟစ်နေတာပါ။ဒါကိုချင်းရှန့်ယူကမြေပြင်ပေါ်မှာငိုယိုရင်းရဲလင်ချမ်းရဲ့အနောက်ွယ်ကအာနာဟာကောင်းကင်အထိထိဆက်နေပြီးစင်ဟောဥက္ကဋ္ဌကိုယ်တိုင်ကသူ့စကားကိုနားထောင်နေလိမ့်မယ်လို့ဘသူကကြိုသိမှလဲဆိုပြီးစင်ကြေပေးပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့မျက်နှာမဲဆက်တွေနဲ့အတူရုန်းကန်ဖို့ပြင်ဆင်နေတော့မှာပဲ။စင်ဟောအုပ်စုကဘလောက်ပဲအာနာရှိသူတို့ရဲ့မြို့ဝကျွန်းပေါ်ဒေသမှာတော့ဒေသခံမျိုးကသာဩဇာအရှိဆုံးဖြစ်ကြောင်းသူ့အနေနဲ့မြို့ရဲ့မြေအောင်မောင်ထုကိုစိုးမိုးထားတဲ့လုံရဲနဂါးကြီးကိုငွေမြောက်များပေးပြီးပင့်ဖိတ်ထားပြီးချစ်လို့ဒီညလင်ရွှဲကိုဖမ်းဆီးခေါ်ဆောင်ကဖော်မြူလာအစ်စ်ကိုလူယူပြီးချင်းမီသားစုကိုပြန်လဲထူထောင်မယ်လို့ရုံမာစွာကြံစည်နေပါတယ်။သူတို့သွေးပူနေတဲ့အချိန်မှာပဲအိတ်ခမ်းတကားဝကနေပြီးအေးဆက်အတန်ထွက်ပေါ်လာပါတယ်။သူတို့ကိုလာရောက်ဖမ်းဆီးဖို့တကူးတကလုံးမနေပါနဲ့တော့ကြောင်းသူတို့ကိုယ်တိုင်ပဲခြေလန်းပြီးတကားဝအထိရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းပြောဆိုကရဲလင်ချမ်းနဲ့လင်းရွှဲတို့ဝင်ရောက်လာတဲ့အခါမှာတော့
ချင်းရှန့်ယူတယောက်ကြောက်လန့်တကြားနဲ့ဖခင်ဖြစ်သူရဲ့အနောက်မှာပုံကွယ်ပြီးဒီလူဟာလူသားမဟုတ်တဲ့မိစ္ဆာဘီလူကြီးဖြစ်တယ်ဆိုပြီးတုံတုံရင်ရင်နဲ့အော်ဟစ်ငိုယိုပါတော့တယ်ချင်းရှန့်ယူရဲ့ဖခင်ဖြစ်သူချင်းကျက်ဟောင်ကဒေါသအကြီးနဲ့ရဲမောလိုက်ပြီးလမ်းပွင့်နေတဲ့နက်ပြည်ကိုမသွားဘဲတကားမရှိတဲ့မရဲပြည်ကိုကိုယ်တိုင်တိုးဝင်လာတာပဲလို့မောက်မာစွာကြုံရလိုက်ပါတယ်သူ့ရဲ့နေမြေတဲ့အထိရဲရဲဝံ့ဝံ့ဝင်လာရဲတဲ့ရဲလင်ချမ်းကိုအပိုင်းပိုင်းမုံပြီးခွေးစာကျွေးပစ်ဖို့သူ့ရဲ့ထိတ်တန်းလူသက်သမားအာဟုကိုအမိန့်ပေးလိုက်ပါတော့တယ်အာဟုကလည်းလက်ချောင်းတန်ကြီးနဲ့ရဲမောရင်ရဲလင်ချမ်းရဲ့လက်ထဲမှာတေဆုံးရတာဟာဂုံယူစရာဖြစ်ကြောင်းနဲ့ကြောရိုးတွေကိုတစ်စစ်ချင်းစီရိုက်ချိုးပေးမယ်လို့အော်ဟစ်ကပြေးဝင်လာပါတယ်လူအင်အားများလုံးနဲ့အပြင်လက်နက်တွေပါကိုင်ဆောင်ထားကြတဲ့အတွက်ဘေးနားကလင်းရွှဲတယောက်စိုးရိမ်တကြီးနဲ့တားဆီးဖို့စ조사ပေမဲ့ရဲလင်ချမ်းကတော့အေးဆေးစွာပဲရက်နေခဲ့ပါတယ်ကျောရိုးကိုချိုးဖျက်ဖို့စ조사လာတဲ့အာဟုရဲ့လက်ကောက်ဝတ်ကိုရဲလင်ချမ်းကစက္ကန့်ပိုင်းတွင်းမှာပဲပြန်လည်ဖမ်းဆုပ်ပြီးဂျင်းခန်းနဲ့မိတန်နဲ့အတူချိုးဖျက်ပစ်လိုက်ပါတယ်နာကျင်စွာအော်ဟစ်နေတဲ့ထိုလူသက်သမားကိုမြေပြင်ပေါ်လင့်ပစ်လိုက်ပြီးရဲလင်ချမ်းကအချိန်မရှိတဲ့အတွက်အားလုံးပြိုင်တူဝင်လာကြဖို့အေးအေးဆေးဆေးဆင်ခေါ်လိုက်ပါတယ်ဒေါသထွက်သွားတဲ့ချင်းကျက်ဟောင်ကရဲလင်ချမ်းကိုတတ်နိုင်တဲ့သူကိုငွေ10 တန်းပေးမယ်လို့စုကြေးထုတ်ပြီးသူ့လူတွေအားလုံးကိုပြိုင်တူတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ရဲလင်ချမ်းရဲ့အစွမ်းကတာမန်လူသားတွေထက်ဆက်ပေါင်းများစွာတာလွန်နေတာကြောင့်စက္ကန့်ပိုင်းတွင်းမှာပဲတအိမ်လုံးကလူမိုက်တွေအားလုံးတွေးအိုင်နဲ့လဲကြကုန်ပါတော့တယ်ကြောက်စရာကောင်းတဲ့မြင်ကွင်းကြောင့်ချင်းရှန့်ရီတယောက်ကျမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီးသူ့ကိုတနာညာတာဖို့နောက်တစ်ကြိမ်လင်းရွှဲကိုစော်ကားဖို့မကြံစီတော့ပါဘူးဆိုပြီးတောင်းပန်တို့ရှိုးလာပါတယ်ဒါပေမဲ့ချင်းကျက်ဟောင်ကတော့အရှုံးမပေးသေးတဲ့မြေအောက်လောကရဲ့ဩဇာအကြီးဆုံးလုံရဲစီကိုဖုံးဆက်ထားပြီးဖြစ်လို့လုံရဲရဲ့လူတွေအားလုံးတကားဝမှာရောက်ရှိနေပြီဖြစ်ကြောင်းဒီနေ့တော့ရဲလင်ချမ်းတယောက်ဘလို့မှလွတ်လန်းမရှိတော့ဘူးလို့အော်ဟစ်ချင်းချောက်လိုက်ပါတယ်မကြခင်မှာပဲမြေအောက်လောကရဲ့ဖရင်လုံပါချန်လုံရဲရောက်ရှိလာပြီးချင်းကျက်ဟောင်ကလည်းဝမ်းသာအားရကြိုဆိုကရဲလင်ချမ်းကသူတို့မိသားစုကိုဖျက်ဆီးုံတင်မကမြဝကျွန်းပေါ်ဒေသရဲ့မြေအောက်ဖွဲ့စည်းအားလုံးကိုရှင်းလင်းပစ်မယ်လို့စိန်ခေါ်နေကြောင်းတွေးထိုးပေးပါတော့တယ်လုံပါချမ်းကရဲလင်ချမ်းကိုကြည့်ပြီးလက်ယုံရည်ရှိပေမဲ့မောက်မာလုံးရင်အသက်တိုတက်ကြောင်းအခုချက်ချင်းဒူးထောက်ပြီးလက်နှစ်ဖက်လုံးကိုကိုယ်တိုင်ကျိုးဖြတ်ရင်အလောင်းကိုတော့အကောင်းတိုင်းချန်ထားပေးမယ်လို့အေးဆက်စွာပြောဆိုလိုက်ပါတယ်ဒီစကားကြောင့်ရဲလင်ချမ်းကလေတံပြင်းပြင်းနဲ့အတူလုံပါချမ်းကိုကြည့်ပြီး9 နှစ်တိုင်တိုင်မတွေ့ရတဲ့အတော်အတွင်းမှာသူ့ရဲ့ရှေ့မှာမတ်တက်ရက်ပြီးစကားပြောရတဲ့တတိတွေတောင်ရှိလာခဲ့ပြီလားလို့မေးခွန်းထုတ်လိုက်ပါတယ်ရဲလင်ချမ်းရဲ့မျက်နှာကိုတေးသေးချာချာမြင်သွားတဲ့အချိန်မှာတော့မြေအောက်လောကရဲ့ဘရင်ကြီးလုံပါချမ်းဟာတကိုယ်လုံးတုန်လှုပ်သွားပြီးကျမ်းပြင်ပေါ်ချက်ချင်းဒူးထောက်ဝက်စင်းကသူ့ရဲ့မျက်စိမရှိမှုကိုခွင့်လွှတ်ဖို့နဲ့တေးထိုက်ကြောင်းတောင်းပန်ပါတော့တယ်လုံပါချမ်းရဲ့နှုတ်ကနေထွက်ပေါ်လာတဲ့ရှူလောကျန့်ရဲ့အရှင်သခင်ဆိုတဲ့စကားလုံးကြောင့်ချင်းမီသားစုဝင်တွေဟာတွေးပြတ်သွားကြပါတယ်ကမ္ဘာအမောင်ထုတစ်ခုလုံးကိုစိုးမိုးထားတဲ့အတူယာနန်းတော်ရဲ့အရှင်သခင်ကသူတို့ရှေ့ကတာမန်တက်တော်ဆောင်တယောက်ဖြစ်နေတာကြောင့်ချင်းမီသားစုကတော့တကယ်လမ်းဆုံးသွားခဲ့ပါပြီရဲလင်ချမ်းကလုံပါချမ်းကိုဘလို့ကင်တွေရမလဲသိတယ်မလားလို့မေးလိုက်တဲ့အခါမှာတော့လုံပါချမ်းကချင်းမီသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကိုတနာရီအတွင်းလင်းအုပ်စုစီကိုလွှဲပြောင်းပေးမှဖြစ်ပြီးဖခင်နဲ့သားကိုတော့ပင်လယ်ကူးတရားကြီးရဲ့ကွန်ကရစ်တိုင်တွေထဲမှာအရှင်လက်လက်ထည့်သွင်းမြုပ်နှံပြီးဘယ်တော့မှပြန်မလာနိုင်အောင်စီရင်ပစ်မယ်လို့ရိုသေစွာတင်ပြလိုက်ပါတယ်ကြောက်လန့်တကြားနဲ့တရားတော်မဲ့အခြေအနေကိုရင်ဆိုင်နေရတဲ့ချင်းမီသားစုကိုကြည့်ပြီးလင်ရုပ်ရွှဲကရဲလင်ချမ်းရဲ့လက်ကိုဆွဲကင်ကတားဆီးလိုက်ပါတယ်ရဲလင်ချမ်းရဲ့လက်မှာသွေးတွေပေးကျန်သွားတာကိုမလိုလားတဲ့အတွက်သူတို့ကိုဥပဒေရဲ့လက်ထဲကိုသာအနံ့ဖို့တောင်းဆိုလိုက်ပါတယ်ချစ်ရတဲ့အမျိုးသမီးရဲ့တောင်းဆိုမှုကြောင့်ရဲလင်ချမ်းရဲ့ဒေါသတွေဟာချက်ချင်းပဲပြေလော့သွားပြီးသူမရဲ့စကားကိုနားထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကလုံပါချမ်းကိုလက်ကြည့်ပြီးဖခင်နဲ့သားကိုရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနနဲ့အထူးမှုစစ်အဖွဲ့စီကိုသာပို့ဆောင်ပြီးသူတို့ရဲ့ဘဝနောက်ဆုံးချိန်ထိထောင်ထဲမှာပဲပုတ်တိုးသွားအောင်စီမံလိုက်ဖို့အေးဆက်စွာအမိန့်ပေးလိုက်ပါတယ်လုံပါချမ်းလည်းရိုသေမှုအပြည့်နဲ့ဥညွတ်ပြီးအမိန့်တော်အတိုင်းဆောင်ရွက်မဲ့အကြောင်းတလေးတစားကတိပြုကချင်းမီသားစုကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်ပြဿနာတွေအားလုံးပြီးဆုံးသွားတဲ့နောက်တိတ်ဆိတ်ငြိမ်သက်သွားတဲ့ပတ်ဝန်းကျင်မှာလင်းရွှဲကဘေးနားကအမျိုးသားကိုစူးစိုက်ကြည့်ပြီးရင်းထဲကတန်တရားတွေကိုဖွင့်ဟလိုက်ပါတယ်ငွေ9 ဘီလီယံအထိအနှောင်ဖွဲ့မရှိရင်းနှီးမြှုပ်နှံပေးတာကမ္ဘာထိပ်တန်းစင်ဟော်အုပ်စုရဲ့ဥက္ကဋ္ဌကိုယ်တိုင်ကဒူးထောက်ရိုသေပေးတာအပြင်တမျိုးလုံးရဲ့မြေအောက်ဖရင်ကြီးကပါသူ့ကိုအရှင်သခင်လို့ခေါ်ဝေါ်ရိုသေနေတဲ့အထိအစွမ်းထက်လာတဲ့ရဲလင်ချမ်းဟာတကယ်တော့ဘလို့လူမျိုးလဲဆိုတာရဲ့သူမဘေးနားကိုရောက်လာခဲ့တာဟာတိုက်ဆိုင်မှုတက်ပဲလားဆိုတာကိုသိကျင်နေတာပါရဲလင်ချမ်းကတော့တပြင်းတစ်ချက်ကိုတာတာလေးချရင်ဒါဟာတိုက်ဆိုင်မှုပဲဖြစ်ဖြစ်ကံကြမ္မာရဲ့ဖန်တီးမှုပဲဖြစ်ဖြစ်သူပိုင်ဆိုင်တဲ့တန်ပေါင်းများစွာသောပိုင်ဆိုင်မှုတွေနဲ့ကောင်းကင်လုပ်စေမဲ့အာနာပါဝါတွေဟာသူ့အတွက်တော့အပေါ်ယံတိမ်တိုက်တွေလိုပဲတန်ဖိုးမရှိကြောင်းအေးဆေးစွာဆိုလိုက်ပါတယ်သူကလင်ရုပ်ရွှဲကိုကြည့်ပြီးအတိတ်ကအကြောင်းအရာတွေကိုဆက်လက်ရှင်းပြပါတယ်တချိန်ကသူဟာအတူယာနန်းတော်ကိုဥဆောင်ပြီးပြည်ပနိုင်ငံတွေနဲ့ကမ္ဘာထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတွေကိုတွေးပြအောင်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းအာနာရဲ့အမြင့်ဆုံးနေရာကိုရောက်ဖို့သာစ조사ခဲ့ရမယ်အုတ်ခဲတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလင်ရုပ်ရွှဲနဲ့စတင်ဆောင်တွေ့ခဲ့တဲ့အခိုက်အတန့်မှာတော့သူတဘဝလုံးရုန်းကန်ပြီးကာကွယ်ဆောက်ရှောက်တဲ့အမြင့်ဆုံးတောင်ထိပ်ဆိုတာသူ့ရဲ့ရင်ခွင်ထဲကအမျိုးသမီးသားဖြစ်ကြောင်းနားလည်သွားခဲ့တာပါဒါကိုကြားတော့လင်ရုပ်ရွှဲကစိုးရိမ်စိတ်နဲ့ပဲလက်ဝက်ဖော်မြူလာစစ်ကိုကွယ်ရာကနေအကွက်ချချောင်းမြောင်းနေကြတဲ့အမောင်ဖွဲ့စည်းတွေအားလုံးတကယ်ပဲပြီးဆုံးသွားပြီလားလို့ထပ်မံမေးမြန်းပါတယ်ရဲလင်ချမ်းကလင်ရုပ်ရွှဲတယောက်မိတ်ဆက်ပွဲမှာစကားပြောနေတဲ့အချိန်တွင်းမှာတင်အတူယာနန်းတော်ရဲ့အထူးစစ်တီတော်ကြီး၄ပါးကကဘာတဝန်းလုံးမှာရှိတဲ့အဲ့ဒီဖော်မြူလာကိုလိုချင်တက်မှတ်နေတဲ့အဖွဲ့အစည်းအားလုံးကိုခြေရလက်ရမကြံအောင်အပြီးတိုင်ရှင်းလင်းပြခဲ့ပြီးဖြစ်လို့ဒီနေ့ကစပြီးလင်ရုပ်ရွှဲကိုထိပါရဲမဲ့သူဒီကဘာပေါ်မှာဘယ်သူမှရှိတော့မှာမဟုတ်ကြောင်းယုံကြည်ချက်ပြည့်နဲ့ပြောဆိုလိုက်ပါတယ်အခြေအနေတွေအားလုံးအေးချမ်းသွားပြီးနောက်မှာတော့လင်ရုပ်ရွှဲကသူမရဲ့မျက်ဝန်းစုံနဲ့ရဲလင်ချမ်းကိုကြည့်ပြီးနောင်နာကမှာမိမိရဲ့တက်တော်ဆောင်ဖြစ်ဆက်လက်လုပ်ကင်ပေးဦးမှာလားလို့မေးမြန်းလိုက်ပါတော့တယ်ဒီအခါမှာရဲလင်ချမ်းကခေါင်းခါရမ်းပြီးတက်တော်ဆောင်လုပ်ကိုဆက်မလုပ်တော့ကြောင်း
ဒီနေ့ကစလို့လင်အုပ်စုကုမ္ပဏီကြီးတစ်ခုလုံးဟာလင်ရုပ်ရွှဲပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီးလင်ရုပ်ရွှဲရဲ့တဘောအလုံးကိုတော့မိမိကပိုင်ဆိုင်ခွင့်ယူကာသူမတယောက်တည်းအတွက်သာတစ်သက်လုံးအကာအကွယ်ပေးမဲ့ဖရင်တစ်ပါးဖြစ်ရပ်တည်သွားတော့မယ်လို့အဆုံးမဲ့တဲ့ချစ်ချင်းမေတ္တာတွေနဲ့အတူကတိပြုလိုက်ပါတော့တယ်